နေ့သာသနာတော်နှစ်2552ခုနှစ်တရင်ကျွတ်လဇန်12ရက်2008ခုနှစ်10လပိုင်း17ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနမလိုင်မြို့နယ်အာထက1ဓမ္မယုံတော်ကြီး၌မလိုင်မြို့နယ်ဂောဇကံအတွင်းတရင်သုံးနေထိုင်တော်မူကြကုန်သောဘုရားအမှုရှိသောသံဃာတော်အရှင်သူမြတ်အပေါင်းတို့အားဥထိတ်ပန်ဆင်လျက်မြို့မိမြို့ဖလူကြီးမဲများအားအမှုထား၍မလိုင်အထကကျောင်းသားကျောင်းသူဟောင်းများအသင်းမှပင်စမအကျိန်မြောက်အာစရိယပူဇော်ပွဲ၌ဓမ္မပူဇနိယဒုတိယညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောမလိုင်မြို့အမှတ်10ရပ်ကွယ်မလိုင်အထကကျောင်းသားကျောင်းသူဟောင်းများဤအသင်းအမှုဆောင်ဦးသိန်းဇော်ဒေါ်စမ်းမြင့်ဇွဲမန်ထက်ပွဲယုံမိသားစုမှလူဒန်းပြုလုပ်အပ်သောဓမ္မပူဇနိယကာလအခါသမယ၌တရားတော်နာကြွရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလင်းနာနိုင်ကြပါစေနာတဲ့အတိုင်းလည်းသိကြပါစေသိတဲ့အတိုင်းလည်းဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်ဆသိမ့်အောင်ကျင့်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌သစ္စာ၄ပါးမြတ်တရားတော်တို့ကိုဆရာမကူသယံဘူဉာဏ်တော်မြတ်ဖြင့်ကိုယ်တော်တိုင်အကျွင့်မဲ့ထိုးတွင်သိမြင်အောင်မြင်တော်မူပြီးတတ္တဝဝိနည်းအပေါင်းတို့အားသစ္စာရည်ဤအမြိုက်ဆေးတော်တို့ကိုတိုက်ကြွေးတော်မူဝေထသောမဟာကရုဏာတော်ရှင်ဗုဒ္ဓံမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကောင်းစွာဟောကြားဆုံးမတော်မူခဲ့၍ဆုံးမတော်မူသည့်အတိုင်းလိုက်နာကျင့်ဆောင်သောပုဂ္ဂိုလ်အပေါင်းတို့အားကျင့်ဆောင်သူတို့အလျောက်အခါမလင့်သောအကျိုးကျေးဇူးအထူးကျေးဇူးအထူးစီတတ်သောဓမ္မံတရားတော်မြတ်တို့ဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအဆုံးအမဓမ္မဒေသနာတော်တို့အားယနေ့နှစ်ပေါင်း2552ခုနှစ်တိုင်တိုင်အတော့ရှည်တည်တံ့ခိုင်မြဲအောင်အစဉ်အဆက်ထိမ့်သိမ်းစောင့်ရှောက်တော်မူလာကြကုန်သောသံဃာတော်မြတ်အပေါင်းတို့ဤဂုဏ်တော်ကျေးဇူးတော်နှင့်တကားဦးဇင်းအားဤသစ္စာ၄ပါးမြတ်တရားတော်တို့ကိုကိုယ်တိုင်လည်းနာကြားသိရှိနိုင်အောင်ယောဂီအပေါင်းသူတော်ကောင်းတို့အားလည်းယခုကဲ့သို့တဖန်ပြန်လဲဟောပြောညွှန်ကြားပြသနိုင်အောင်နိဗ္ဗေလမ်းပြသွန်သင်ဆုံးမပေးတော်မူခဲ့ကြသောဘဝတစ်ပါးသို့ကွယ်လွန်အနိစ္စရောက်သွားကြပြီဖြစ်သောမွေးသဖခင်ကျေးဇူးရှင်နှင့်မွေးသမိခင်ကျေးဇူးရှင်ကြီးတို့၏ဂုဏ်ကျေးဇူးဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်အရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့အားပူဇော်သောအဖြစ်၎င်းကျေးဇူးဆပ်သောအဖြစ်၎င်းဦးဇင်းမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆပ်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါလေအလုံးသောသူတော်ကောင်းပေါင်းတို့လည်းမိမိတို့ရဲ့မမိတ်မလျော့မပေါ့ဆသောတတိတရားမလျှော့သောဇွဲလုံးလကိုလက်ကင်ထားပြီးတော့
သာသနာနဲ့ကြုံတွေ့ကြိုက်မှာသာသနာတော်ကြီးဤဂုဏ်သာသနာတော်ကြီးဤကျေးဇူးကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်သိရှိပြီးတော့ကိုယ်တိုင်ဆတ်နိုင်အောင်ကျေးဇူးဆတ်နိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ကြိုးစားကြပါလို့အားလုံးအလေးနဲ့တိုက်တွန်းပါတယ်နော်။ဘာဆတ်နိုင်လဲကျေးဇူးဆတ်ဖို့ဆိုတာကျေးဇူးရှိမရှိလဲသိအောင်မှာနော်ကျေးဇူးသိတဲ့လူမှလဲကျေးဇူးရှိတယ်ပြန်ပြောဒီနေ့မလိုင်မြို့ဟာတပါးသောမြို့တွေနဲ့တပါးသောမြို့တွေနဲ့ဆိုတာဥဒုမင်္ဂလာကိုပင့်ထားတဲ့မြို့တွေရှိမှအများကြီးရှိသေးတယ်ကံကောင်းထောက်မှစွာပဲကျွန်တော်တို့မြို့ကတရားပွဲရသွားတယ်တခြားမြို့တွေနဲ့ကြည့်ရင်အဲ့ဒီမြို့တွေကတော့မနာလိုစရာပဲပေါ့အကြောင်းကလည်းတိုက်ဆိုင်လာတဲ့အခြေအနေကလည်းပေးလာလို့ကြည့်လိုက်တဲ့အာစီယပူဇော်ပွဲဒီလိုပြောပြရင်လည်းနောက်ဆိုအာစီယပူဇော်ပွဲဆိုလာပင့်ကြအောင်မှလည်းစိုးရသေးတယ်နော်အဲ့တော့အာစီယပူဇော်ပွဲဆိုတော့အေးဟုတ်ပြီငါလဲ14ရက်နေ့ကိုမနေ့ပြန်ကိုအမရပူရမှာကျေးဇူးရှင်ဘုဂုတ်ဆရာတော်ဘုရားကြီးရဲ့ဓာတ်တော်တိုင်းဓမ္မဗိမာန်ကြီးမှာဓာတုစေတီကြီးမှာဆရာတော်ကြီးကိုပူဇော်တဲ့တရားပွဲတစ်ပွဲဟောစရာရှိတယ်အဲ့တော့ငါရန်ကုန်ကနေပြန်လာရင်အဲ့တော့တရက်ထဲလာမဲ့အတူတူဒီမှာတရက်ဝင်ဟောသွားမယ်စီစဉ်လိုက်တာအဲ့တော့အဲ့ဒါနဲ့ကြုံလို့ဆုံလို့ရသွားတာသူတို့ကြားပေါက်ရသွားတာသူတို့ရှေ့မှာမြို့80ကျော်ကြံသေးတယ်မပေးနိုင်ဘူးနော်အဲ့တော့ခုပြောချင်တာသူတော်ကောင်းတို့ဦးဇင်းတို့အပေါ်မှာဘုရားတရားသံဃာယရဏမြတ်ကြီး3ပါးရဲ့ကျေးဇူးရှိမရှိဘယ်လိုရှိတော့ဟုတ်တယ်အနန္တတော့ပြောမနေနဲ့ဘာကြောင့်ခင်ဗျားတို့ကျေးဇူးရှိတယ်လို့ပြောနိုင်တယ်လို့ကဲဟုတ်ပြီအဲ့လိုရဲရဲရင်းရင်းအတန်နေကြားချင်လားနော်မဖြေရတာလို့မပြောရတာလို့မလုံးနဲ့သာဓုခေါ်တဲ့တကယ်ကောင်းပါလေအဲ့တော့တန်တရားဝတ်ဆိုတာတော့ထားလိုက်တော့နော်ခင်ဗျားတို့ကျုပ်တို့တကယ်ဖျားသာသနာကဘာပေးထားသလဲမေးခုနဒီဘက်ကအတန်ထွက်လာအကောင်းဆိုအကြောင်းအကျိုးအမှားအမှန်ကိုလမ်းညွန်ပေးထားဒီအမှုဟာကောင်းသောအမှုဒီအမှုဟာမကောင်းတဲ့အမှုလို့ဘုရားသာသနာမပွင့်ထွန်းလာရင်သိမလားမသိဘူးဘုရားသာသနာသာမရှိရင်မသိဘူးတခြားသောနိုင်ငံတွေတခြားသောလူမျိုးတွေဗုဒ္ဓဘာသာမဟုတ်တာတွေလိုက်ကြည့်လိုက်အကောင်းဆိုတိကျလမ်းညွန်မှုမပါဘုရားသာသနာကလွှဲရင်မပါနိုင်ဘူးရှင်းလားအကြောင်းမှန်အကျိုးမှန်ကိုဖော်ထုတ်နိုင်စွမ်းလဲမရှိဘူးဒီတော့အကောင်းဆိုအကြောင်းကျိုးမှမသိရင်အမှားမှန်ကိုသိအောင်မလားမသိတော့ဘူးအဲ့တော့တဏှာနာနီးရင်တဏှာဥပဒေကအမှန်မဟုတ်ဆိုနာနီးရင်တိကျခိုင်မာတဲ့လမ်းညွှန်မှုမရှိဘူးတို့ဗုဒ္ဓတရားတော်မှာကြတော့အတိအကျရှိတယ်လူကဒီအလုပ်ကိုလုပ်ရင်ကုသိုလ်ဖြစ်တယ်လို့ခွေးကဟောဒီအလုပ်ကိုလုပ်ရင်လည်းကုသိုလ်ဖြစ်တယ်ဒါကုသိုလ်လုပ်လူလုပ်ခွေးလုပ်ကုသိုလ်ပဲရှင်းလားလူကကုသိုလ်လုပ်ရင်လည်းကောင်းမှုလုပ်ရင်ဘယ်လိုအကျိုးပေးမလဲကောင်းတဲ့ကဲလူကကောင်းမှုလုပ်လို့ကောင်းကျိုးပေးသလိုခွေးကကောင်းမှုလုပ်ရင်ရောအေးခွေးမို့လို့လူမို့လို့ဘက်မလိုက်ဘူး तू ကဝန်ကြီးမို့လို့ तू ကတော့ကြုံမို့လို့ဘက်မလိုက်ဘူး तू ကသထဲမို့လို့ तू ကဆင်းရဲသားမို့လို့ဘက်မလိုက်ဘူးအဲ့ဒါဓမ္မရှင်းလားသဘောပေါက်သလားအဲ့တော့ငါတို့မှဒီတရားတော်ဖရာရဲ့ကျေးဇူးရှိမရှိဆိုတာဒီလိုသိနေရမှာဩဖရာဆိုတဲ့သစ္စာလေးပါးမြတ်တရားကိုဟောပြောညွှန်ကြားပြသမယ်ဆရာပေါ်ခဲ့လို့ငါတို့မှအကောင်းအဆိုးလည်းသိရတယ်အကြောင်းအကျိုးလည်းသိရတယ်အမှားအမှန်လည်းသိရတယ်ကျေးဇူးများလာပါလားလို့ကိုယ်တိုင်သိမှအဲ့ဒါကျေးဇူးသိတယ်လို့ခေါ်ရှင်းလား
အဲ့လိုမသိတော့အဲ့လိုမသိခဲ့ကြတော့ဘုရားကျေးဇူးကိုခင်ဗျားတို့မမြင်ဘူးတရားကျေးဇူးကိုလည်းမမြင်ခဲ့ဘူးဒီနေ့ဗုဒ္ဓဘာသာအုပ်ရောရောကြောက်ရောရောသာသနာဖြစ်နေတာအဲ့ဒါပေါ့နေမကောင်းလို့ကဲစဉ်းစားသမ်းပါဒီထဲမှာကျောင်းဆရာဆရာမကြီးတွေလည်းပါတယ်ကျောင်းသားဟောင်းကြီးတွေလည်းပါတော့ဟောလေသင်္ချာတွက်ကြည့်အောင်ငါတို့ကိုယ်ွယ်ရာယရနာမြတ်သုံးပါဘုရားရဲ့တရားရဲ့သံဃာရဲ့ဗုဒ္ဓံတရဏံဂစ္ဆာမိဟောမရွတ်ကြဘူးလားဗုဒ္ဓံသစ္စာလေးပါးမြတ်တရားကိုဟောဖို့ညွှန်ကြားဆုံးမတော်မူတတ်သောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအားတရဏံကိုယ်ွယ်ရာစိကရာဟု၍ဂစ္ဆာမိကိုယ်ွယ်ပါ၏စိကပါ၏ဟုတ်ကလားဆိုတော့ဆိုထားတာဒါပေမဲ့နေမကောင်းဘူးကွာဘေးရင်လေးသွားမေးလိုက်ဦးဒါပေမဲ့အဲ့ဒီဘေးရင်ဆရာဘုရားတဲ့စွမ်းနေသလိုလိုဟမ်ဘုရားကခမည်းတော်ကျမ်းမာရေးကောင်းအောင်လမ်းညွှန်မှုတွေမပေးခဲ့ဘူးလားစီးပွားရေးကောင်းအောင်လမ်းညွှန်မှုရောလူမှုဘဝဆက်ဆံရေးပြည်လည်အောင်လမ်းညွှန်မှုတွေရောအကုန်ဘုရားဒေသနာထဲမှာအစုံပါပြီးသားလင်းဝတ်မရဝတ်တောင်မကြံဘူးရှင်းလားလင်မယားအိမ်တောင်မြဲအောင်ဘယ်လိုပေါင်းရတယ်လင်းနဲ့မယားမှာလူသေးနဲ့တူတဲ့မယားလူသေးနဲ့တူတဲ့လင်းနတ်သမီးနဲ့တူတဲ့မယားလူသေးနဲ့တူတဲ့လင်းအတွဲတွေတောင်ထုတ်ပြလိုက်သေးတယ်ဘုရားကအားလုံးလို့အားလို့ပြောခဲ့တာလားခင်ဗျားတို့လမ်းညွှန်ပေးခဲ့တာလားအဲ့ဒါစီးပွားမဖြစ်လို့တဲ့ဈေးရောက်မကောင်းလို့တဲ့ဓာတ်ရိုက်ဓာတ်ဆင်သွားလို့အောင်မယ်တဲ့ဟမ်အေးဟာတွေကျမ်းမာရေးမကောင်းလို့တဲ့နတ်တင်အောင်မယ်ဆိုတော့နတ်ကဘုရားထက်စွမ်းတာခင်ဗျားတို့ကိုယ်ဝဲတယ်ဆိုတော့နတ်မို့လို့နတ်လို့ပြောလိုက်ရပါလားတကယ်တော့နတ်မဟုတ်ဘူးအဲ့ဒါပိဋ္ဌာတွေကြီးပဲရှင်းသလားနတ်ကခင်ဗျားတို့နားလည်းမလာဘူးခင်ဗျားတို့ကြွေးတာလည်းတောင်းမစားဘူးခင်ဗျားတို့ကြွေးတာတောင်းစားနေရမှာတော့ခင်ဗျားတို့ပူဇော်တာပတ်သတာကိုမျောကိုနေရပြီဆိုမှတော့နတ်ဆုပ်နတ်ပဲ့ပဲဖြစ်ရရှင်းလားလူလောက်မှအဆင်မရှိတဲ့နတ်မို့လို့လူကြွေးတာစောင့်စားနေတာပေါ့ဟမ်အဆင်တန်းမရှိတဲ့နတ်မို့လို့သူ့မိတ်လိုက်တာနဲ့တခါတည်းဟိုကိုင်ဒီကိုင်ကိုင်တာပေါ့အဆင်တန်းရှိတဲ့လူကကိုင်မလားဟမ်ကိုခင်ဗျားတို့အာစီယဘိုးစောပွဲမို့လို့ပြောအောင်ကျတို့ကဆရာကောင်းသမားကောင်းနေတယ်အများကြီးသင်ရလို့ဒီနေ့ဒီချိန်ထိဥဒုမင်္ဂလာတို့ကလည်းဘိုးရောက်သွားတယ်ဆိုဆရာမကြီးတွေလိုက်ပူဇော်တော့ကြော်တော့ဆရာမကြီးတွေပေါ်မှာအမြဲတမ်းကာရဝါထားတယ်ကိုရဟန်းဖြစ်နေပေမဲ့ဆရာဆရာမအပေါ်မှာအမြဲတမ်းယုံကြည်လေးစားအားထားလျက်ပဲအခုရဟန်းဖြစ်တဲ့ကျေးဇူးဆနိုင်တာဘာတော့လဲဆရာမတပည့်ပါတန်ထုံးဥပါအခုဓမ္မဂရိကအဖြစ်နဲ့သာသနာအကျိုးနိုင်ငံအကျိုးထမ်းဆောင်နေပါတယ်ဆရာမဂုံယူလိုက်စမ်းပါဒါဆရာမကိုကျွန်တော်ကျေးဇူးဆနေတာရှင်းလားဘုဂုံမျိုးကဆရာကောင်းတမကောင်းကြီးများကိုဒီနေရာဒီပလင်ထက်ကနေပလင်တက်တိုင်းလဲပူဇော်လေးပဲဆရာဆရာမတို့ရဲ့တပည့်ကျွန်တော်အခုသာသနာကျိုးကိုတလို့ရဲထမ်းဆောင်နေပါတယ်ဟုတ်ပလားဆရာတွေဂုံယူနိုင်လောက်ဆရာတွေကိုကျေးဇူးဆက်တာအဲ့တော့ဆရာကောင်းသမားကောင်းဆိုတာတပည့်စီကပါတိတ်ဝမ်းဆက်ကလေးရွှေမုံကလေးမျှော်ကူတာလားတပည့်လိမ္မာရေးကြရှိသွားတာကိုမျှော်လင့်တာလားမထားဆရာဆရာမတို့ရဲ့ဆရာပြက်ဆရာမပြက်တို့ရဲ့တခါတည်းပြောခဲ့ရရှင်းသလားကိုယ်လက်ဆောင်ပေးတဲ့ဟာကအမှတ်1ကလေးတွေပါစိတ်တက်ပြက်ကုန်ကလေးတွေမေးတယ်သမီးဘာလို့အစစ်1မရသလဲဆိုသမီးထက်ပေးနိုင်တဲ့လူရှိလို့ရှင်းလားတတိုင်ခံလုံးပြက်နေပြီအဲ့တော့ဒီတိုင်းပဲနေကြမလားပြင်မလားပြင်ချိန်ရှိမရှိပြင်လို့ရမရကြီးလိုက်ငားလိုက်မလို့ကြပါနဲ့ဆယ်ပြက်သမပြက်တွေမဖြစ်ပါစေနဲ့မင်းတုံးမင်းနဲ့ငါ6ပြားဦးဇင်းတို့ဆယ်တန်းတော့သင်ရတယ်ဆရာမကြီးတွေမှတ်မိပါပါနော်ဟမ်အဲ့တော့ကတော့မင်းကြီးမင်းသားတွေအကုန်လုံးကိုဟုတ်လားအရွယ်ရောက်လာပဲပို့တယ်ဘုန်းကြီးကျောင်းပို့တယ်ဘုန်းကြီးကျောင်းပို့ကိုရင်လေးဝက်ဘိုးသူတော်လေးဝက်ပညာသင်ခိုင်းအဲ့ဒါဘာရည်ရွယ်ချက်လဲဆိုတစ်ချိန်မှာဒီမင်းကြီးမင်းသားတွေဟာဘာအလောင်းလျာတွေမင်းလောင်းမင်းလျာတွေအဲ့တော့ဂါရဝတရားရှိအောင်လိမ္မာယဉ်ကျေးအောင်သာသနာတော်မှာအစဉ်ကိုင်းဆိုင်နေအောင်ဒီလိုစနစ်တကျလုပ်ခဲ့တာရှင်းသလားအဲ့တော့ဘုန်းကြီးကဆရာဘုန်းကြီးက
မင်းတို့မင်းအလောင်းလျာမင်းသားကိုစတူကန်းစောင့်တဲ့မင်းသားအဖြစ်နဲ့သူ့တာဝန်ပေးထားတဲ့စဖို့မှုပေါ့စဖို့ကန်းမှုကြက်သေးကန်းစောင့်နော်အဲ့ထဲမှာတော့ဘာသာများဒါတွေများနေတော့ဒါကြခုခေတ်ကလေးတွေကြတော့ဒါတွေမသိတော့ဦးဇင်းစကပြေတွေလိုက်ပြန်နေရတာကြားနေမှာဆိုလို့အဲ့တော့ကြက်သေးကန်းစောင့်စတူကန်းစောင့်ဖြစ်နေမင်းတို့မင်းသားကိုဘာလုပ်လဲတာဝန်ပေးထားတယ်အဲ့လိုပေးထားရင်တည့်ရက်ကြတော့ကျက်တရီခန်းထဲကငါ6ပြားတစ်ခုပျောက်သွားတော့ခေါ်တဲ့ပြီးတော့ဘုန်းကြီးကရိုက်နော်ဘုန်းကြီးကရိုက်လိုက်တော့ဟိုကလည်းမင်းဆွေမင်းမျိုးဆိုတော့မင်းဆွေမင်းမျိုးမှအမတန်ရိုင်းတာဟုတ်ဘုန်းကြီးရဲ့ဘာရဲ့မသိဘူးအညိုးထားတယ်တွေ့သေးတာပေါ့ကွာဒီဘုန်းကြီးငါဘယင်ဖြစ်တဲ့နေ့တွေ့မယ်တော့ပါနော်အဲ့တော့ဒီဆရာဘုန်းကြီးကဘာလို့ရိုက်ခဲ့တာလဲလိမ္မာရေးကြရှိစေခြင်းနဲ့စီကံစနစ်ကြစေခြင်းနဲ့တာဝန်ကျေစေခြင်းနဲ့ဒီငါ6ပြားလေးတစ်ချက်မှမင်းနိုင်အောင်မထိန်နိုင်ရင်နောက်တစ်ချိန်မင်းတိုင်းပြည်ကိုမင်းဘယ်လိုလုပ်မလဲဆိုတဲ့စကားရှင်းလားမူလတန်းဆရာမတွေသိအရေးကြီးပါတယ်မေတ္တာရက်ခံပါတယ်ကလေးတွေကိုငယ်ငယ်လေးကလေးကရင်ဆရာမတို့ရဲ့အကျင့်စရိုက်တွေဟာဒီကလေးတွေရဲ့အကျင့်စရိုက်ဖြစ်လာပါလိမ့်မယ်ဆရာမတို့ရဲ့အမူအကျင့်တွေဒီကလေးတို့ရဲ့အမူအကျင့်ဖြစ်လာပါလိမ့်ရောက်ရရက်မှာဦးဇင်းတောင်းပန်ခဲ့ပါတယ်ဦးဇင်းတို့ဆရာမတွေတို့ဦးဇင်းတို့လုံးဝမတည့်ခဲ့တဲ့ဆရာမတွေရှိဘယ်လိုဆရာမတွေမတည့်ဘူးလဲပြစ်တောက်ဆရာမတွေမတည့်ဘူးဟမ်ဟုတ်ကဲ့လားဒုတ်တီးတစ်ချောင်းနဲ့နှခမ်းကိုက်ပြီးတော့မန်တင်းနေတဲ့ဆရာမတွေကြိုက်ဒါပေမဲ့ဥဒုမင်္ဂလာဟာဒီနေ့အဲ့ဒီဆရာမတို့ရဲ့အမူအရာအပြည့်ကျုပ်စီမှာသက်ဝင်နေပါတယ်ဆိုတဲ့တရားကိုရိုးရိုးလေးပဲဟောမယ်ဘာတုတ်တွေညာတုတ်တွေမသိဘူးနော်အာစီယပူဇော်ပွဲဆိုအာစီယပူဇော်ပွဲပိသအောင်ဟောသွားမယ်နော်ရှင်းလားအခုလက်ဥချီပြီးကြောနေရတယ်ကိုမတည့်တဲ့ဆရာမတွေမတည့်ပေမဲ့သူ့အကျင့်စရိုက်တွေသူစီကံရှိပုံတွေရင်ထဲမှာကိန်းလာတယ်အတုယူထားတယ်ရှင်းသလားအလွယ်ဆုံးဥပမာပေးရင်ဦးစင်ခမဲတော်ကြီးနဲ့ဦးစင်နဲ့ဟာဗရာတလန်တန်တလန်အဖေကသိသိမ်မွေ့တဲ့နုညံ့တဲ့ပညာရှိလူကြီးသူမနဲ့ပဲပေါင်းတဲ့စိတ်ထားနှလုံးသားအမတန်နုညံ့ဥဒုမင်္ဂလာကသိကြံဘုံတိုင်းသမားဘသူကမှသိခံတဲ့လူမျိုးမဟုတ်ဘူးအဖေနဲ့လုံးဝမတည့်ဒါပေမဲ့ဒီနေ့ကိုဟောထားတဲ့တရားကိုပြန်ကြည့်တော့ဟောငါလည်းအဖေပြောနေတာနဲ့တူလိုက်တာအဖေအမူအရာတွေနဲ့တူလိုက်တာဆိုတော့မိဘတွေရဲ့အမူအကျင့်တွေဟာလည်းဘသူစီကူးဆက်သွားလဲသားသမီးတွေစီပါစီးဝင်နေတာဆရာမတွေရဲ့အမူအကျင့်တွေရောအေးဆရာတွေကသာအနေတိုင်းမားပြလိုက်ရင်တော့တပည့်တွေအကုန်လုံးရုံးတုံးမောက်ကိုထွက်လာမှာပဲရှင်းလားဘုရားတို့ဘုဂုံမြို့ကြီးမှာကျောင်းတက်ခဲ့စဉ်တုန်းကကျောင်းတက်ခေါင်းလောင်းထိုးပြီးရင်မြို့ထဲမှာကျောင်းသားအရွယ်တယောက်မှမရှိပါဘူးကျောင်းစိန်အင်ဂျီဗျူအကုန်ကျောင်းထဲမှာရှိတယ်ကျောင်းပြေးရမှာဆရာမကကျောင်းပိတ်ပေးမှာပြေးရမှာကိုထားလို့ကျောင်းပိတ်တဲ့ရက်ကိုမလိုချင်အောင်ကျောင်းမှာပျော်ခဲ့ဘုဂုံမြို့ကျောင်းသူကျောင်းသားတိုင်းမေးကြည့်လိုက်ရှင်းတယ်နော်ဆရာမတွေကဘုဒ္ဓရတာအဆုံးအလင်းနဲ့တခါလဲဆုံးမလာကြတာဆရာမကမုံကျွေးပြီးသင်ခဲ့တယ်ဗျာပါတိတ်ပေးเสียမလို့ရှင်းလားကျူရှင်တက်เสียမလို့ငါတပည့်တွေဒီလူအားနေတယ်လာခဲ့ကြအချိန်ဖို့ဒီနေ့ထိဆရာမကြီးတွေရှိပါသေးတယ်ဦးဇင်းတို့ဆရာမကြီးတွေဒေါ်ညွန့်ညွန့်ဝင်းတို့အင်္ဂလိပ်ဆရာမကြီးတွေအစရှိသည်ဖြင့်ပေါ့လေဒေါက်ခင်စိန်တို့ကျောင်းမှာခုချိန်ထိဆရာမကြီးတွေရှိတော့သင်ကြတော့ဆရာမအသက်ကြီးပြီမသင်နဲ့တော့တရားအထုတ်ပြောလည်းမရဘူးသင်တော့စေတနာနဲ့သင်ဘာနဲ့သင်လဲလမ်းညွန်ကောင်းနေစီကံကောင်းနေချပေးခဲ့တဲ့အတွက်ဒီနေ့ဆရာမတပည့်ဒီလိုဖြစ်နေပါပြီဆိုတာကိုဆရာမတွေကိုကျေးဇူးဆက်ခွင့်ရခဲ့တယ်ရှင်းသလားသဘောကောပေါက်သလားအဲ့တော့မြို့ထဲမှာကြည့်လိုက်ရင်ကျောင်းတက်ချိန်ဆိုကျောင်းသားမရှိဘူးတကယ်လို့ကျောင်းသားအရွယ်တယောက်တွေ့ခဲ့ရင်လည်းမြို့မှာကကျောင်းသားအရွယ်ဆိုကျောင်းမှာပဲရှိနေရမယ်ကျောင်းသားအရွယ်ပြင်မှာမရှိအောင်
အဲ့တော့ကျောင်းမှာမရှိရင်ခေါ်မေးပြီမင်းဘယ်သူသားလဲဘယ်ရက်ကွက်ကလဲကျောင်းမနေဘူးလားဘယ်ကျောင်းတက်တာလဲတွေးတဲ့မိဘကခေါ်အပ်တယ်တွေးတဲ့မိဘကရိုက်ပလိုက်တယ်အဲ့ဒါလို့ရိုက်လိုက်လို့ဘသူကမှဘယ်မိဘကမှစိတ်မဆိုးဘူးရှင်းလားသိကြည်နိုးစရာကောင်းအခုမိုးကုတ်ပြန်သွားတယ်ကျောင်းဖွင့်ရဲ့ကြီးကျောင်းစိမ့်တွေအင်ဂျီဗျူတွေလမ်းပေါ်မှာပြေးအရက်ဆိုင်တွေကောဘီယာဆိုင်တွေကောလက်ဖေးဆိုင်တွေကောရောမင်းတို့ကျောင်းမဖွင့်ကြဘူးလားဖွင့်တယ်ဆရာနဲ့အတူတူထိုင်တောင်းနေကြဆရာလက်ဖေးဆိုင်လားလက်ဖေးတောင်းအေးဟုတ်တယ်ကွာသွားပါပြီမိုးကုတ်မြို့လည်းဂုံယူစရာမရှိတော့ပါဘူးအဲ့တော့မလိုင်မြို့မိုးကုတ်မြို့ဟာတွေလျှောက်ပြောနေတာကျတို့မိုးကုတ်ကြွားခြင်းလို့လားကြွားခြင်းလို့ပြောနေတယ်ထင်သလားဘာတော့ပြောငါတို့မလိုင်လဲဒီလိုရအောင်ဒီထောင်မယ်ဒီလိုဝိုင်းပြီးစောင့်ရှောက်ကြမယ်ဆရာတွေကအကြောင်းနဲ့ထင်းရတာတမျိုးအပြင်လိုက်ထိန်မလွယ်ဘူးဆရာဆရာမများကလည်းအကြောင်းမှာစီကန့်ရှိရဦးဇင်းတို့မကြခင်ကမူလာတန်းကျောင်းအုပ်ဆရာကြီးဦးကြီးညိုဆိုတာရှိတယ်မဟုတ်ဘူးမူလာတန်းအမှတ်1ကျောင်းတိတ်စီကန့်ကောင်းအဲ့တော့တပည့်တွေကိုရိုက်တဲ့နေရာမှာဒီဂရီနဲ့ရိုက်တယ်အပြစ်လိုက်15ဒီဂရီ30ဒီဂရီ45ဒီဂရီချိန်လုံးကိုနော်90ဒီဂရီရဆရာလာတော့ဦးစင်းဒီတော့ဝမ်းသာလိုက်တာအရှင်ပြဘယ်သူသားမလားဟုတ်တယ်ဘယ်သူသားဂုံယူနိုင်တယ်ဦးသက်ထွန်းတော်တန်းသားမိုးကုံမြို့ကအောင်နိုင်ရမှနေတယ်နော်ဒီလိုရှင်ပြဘယ်သူသားမလားဟုတ်တယ်တပည့်ဝမ်းသာလိုက်တာဗျာဆရာကိုလည်းဦးစင်းကပြန်ပူဇော်ပါဦးမယ်ဆရာရဲ့90ဒီဂရီချိန်လုံးတစ်ချက်ကြောင့်ဒီနေ့ဥတုဘင်္ဂလရေလို့သာသနာပြုပုဂ္ဂိုလ်ဖြစ်နေတာပါဆရာမျက်ရည်ကျဦးစင်းဘယ်လိုပြောရတာတပည့်တော်ချိန်လုံးမိဘူးသလားမိဘူးတယ်ဘာလို့မိလဲကျောင်းကို15မိနစ်နောက်ကျပြီးရောက်သွားလို့ရှင်းလားဆရာ90ဒီဂရီချိန်လုံးရိုက်ခဲ့တဲ့နေ့ကစပြီးသူ့မင်္ဂလာဟာဘယ်လိုအခမ်းအနားမျိုးကိုမှနောက်ကျပြီးမရောက်တော့ပါဘူးဆရာရှင်းသလားမြန်မာစံတော်ချင်းက7 နာရီအစည်းအဝေးစမယ်ဆိုဘယ်ချိန်စ9 နာရီဆိုတာမလိုင်တော်လို့ရှင်းလားဟိုမှာနိုင်ငံခြားpassport တို့ဘာလို့သွားလုပ်တယ်ရုံးဌာနတွေသွားပြီးလုပ်လိုက်10 နာရီသွားတယ်မရောက်သေးဘူး17 နာရီထိုးရင်လာမယ်17 နာရီသွားတော့တပိတ်တော့ထွက်သွားတယ်နော်12 နာရီထမင်းစားပြီးတော့2 ချက်ထိုးတော့ပြန်သွားပါပြီစီကံဘာလဲအဲ့ဒါဝိုင်းပြီးတော့ပြိုးထောင်မှဟုတ်ပြီနော်ဒီနေ့စီကံရှိတဲ့နေရာနဲ့မရှိတဲ့နေရာဘယ်နဲ့အများပြောပါရဲပြောပါခင်ဗျာဘယ်သူမှမှတ်ပုံနဲ့မသိဘူးစီကံရှိတဲ့နေရာနဲ့မရှိတဲ့နေရာဘယ်နေရာများလဲအကျင့်ကောင်းတဲ့လူနဲ့အကျင့်ပြတ်နေတဲ့လူဘယ်နေရာများလဲဆက်ပြက်ဆက်တာပြက်ကြပြက်နေမှန်းသိလားပြက်နေမှန်းသိလားသိသေးရင်မဆိုးသေးဘူးပြက်တဲ့တိုင်းနိုင်မလားရအောင်ပြင်မလားပြင်လို့ရမရပြင်လို့ရပါဦးမလားဟမ်ရပါဦးမလားအကုန်ပြက်နေတာနော်ကျုပ်ကစားမကောင်းဘူးဟမ်ရပါမလားရော့သွားပြီနောက်တစ်ခါရပါမလားမေးရင်တယောက်မှကြံတော့မှာမဟုတ်ရပါမလားသိတယ်ဗမာကိုရွှေဗမာမရွှေဗမာတွေကျုပ်ကသိအပေါ်ကអော်ရင်အောက်ကអော်တာပဲအပေါ်ကဟုတ်သလားဆိုအောက်ကဟုတ်တာပဲကိုယ်စိတ်ကလေးနဲ့ကိုဖြေစားမှာပြင်လို့ရပါဦးမလားရဲရင်အဲ့ဒီယုံကြည်ချက်ရှိမှကျုပ်တရားဆက်ဟောလို့ရမှာမရနိုင်တော့ဘူးဆိုကဲသာဓုခေါ်ပြမယ်ရှင်းသလားပြင်လို့ရပါဦးမလားပြင်ကြမှာလားသူများလိုက်ပြင်နေရမှာလားကိုပြင်ရမှာလားအများကြီးတာဝန်မပေးပါဘူးကိုစီကိုဟာကိုသာပြင်ပေးပါလက်ပြန်တရားပွဲစောင့်ကြည့်မယ်ဟမ်အင်တာနက်ကနေ www.malain.damayong.com အထက်ကတက်ရှင်းလားစောင့်ကြည့်နေမယ်လက်ပြန်တရားပွဲဓမ္မဂရိကဝင်လာရင်ဒီလူတွေဘယ်လိုနေသလဲဘုရားကြောကျိုးဘယ်လိုကြောကြသလဲရှင်းတယ်နော်အဲ့တော့တပည့်ခေါင်းဆိုတာ
ဆရာအဆုံးအမကိုလိုက်နာကျင့်သုံးတတ်ကြမှာဘာဖြစ်မလဲတပည့်ကောင်းအဲ့တော့ဆရာလည်းကောင်းရမယ်တပည့်လည်းကောင်းဆရာကောင်းတပည့်ကောင်းခက်ကလေးများပြန်သွားကြရင်မကောင်းဘူးလားဆရာဇိုးတပည့်မိဇိုးဖဇိုးတပည့်သားသမီးတစ်ယောက်လောက်များလောကမှာအထက်တန်းရောက်သွားရင်ပျက်စီးတာပဲရှင်းလားနောက်ဆက်သားဇိုးသမီးဇိုးတွေမမွေးကြပါနဲ့တော့ဟင်ဆရာဇိုးတပည့်တွေမမွေးကြပါနဲ့တော့မေတ္တာရက်ခံပါလေဟင်ရှင်းသလားဆရာဆရာမများတမန်အာဇီဝလှုပ်လို့လေစီးပွားရေးအစင်မပြေစားရမယ်တောက်ရမယ်ဖြစ်ရင်နောက်ကိုသူ့မင်္ဂလာစီအကြောင်းချပါလက်မစားရင်ပံ့ပိုးပေးမယ်ပညာရေးဖောင်ဒေးရှင်းစပြီးဖွဲ့စည်းထားပါပညာရေးဖောင်ဒေးရှင်းကျမ်းမာရေးဖောင်ဒေးရှင်းဖွဲ့ထားပြီးနောက်မှအားလုံးကိုပြင်နိုင်အောင်ဦးဇင်းတို့ဒါတွေကိုလုပ်ပေးဖို့လောလောဆယ်တော့ယုံကန်ကိုယ့်အကိုစောင့်နေရတယ်သိန်း100ကျော်လောက်ကြားလိုက်ပြီနော်အဲ့တော့ပြုပြင်စရာတွေကိုပြုပြင်ရမှန်မှန်သိရသားနဲ့ဒီတိုင်းထိုင်ကြည့်နေရင်ဒီလူတွေဟာသူတော်ကောင်းတွေဖြစ်မလားသူယုံမာတွေဖြစ်အလုံးမထားစကားတစ်ခွန်းလက်ဆောင်ပေးခဲ့သူတော်ကောင်းဆိုတာဘာခေါ်တယ်လဲဆိုရင်သူတော်ကောင်းတရားကိုကျင့်ကြံကြိုးစားပွားများအားထုတ်နေသူကိုဘာခေါ်လဲသူတော်ကောင်းအဲ့ဒီသူတော်ကောင်းတရားကျင့်ကြံကြိုးစားပွားများအားထုတ်သူတို့ကိုညီမျှစွာကျင့်ကြံခြင်းအားပေးခြင်းကူညီခြင်းစောင့်ရှောက်ခြင်းထောက်ပံ့ခြင်းပြုသူများဟာသူတော်ကောင်းထက်ကောင်းသူများဖြစ်ပါလေအလုံးမမိပြီနော်အေးဒါဖြင့်သူယုံမှန်ဆိုတာသူတော်ကောင်းတရားကိုမကျင့်ကြံမအားထုတ်တဲ့ပုဂ္ဂိုလ်သူယုံမှတရားကိုလက်ကင်ထားတဲ့လူကိုပါလေသူယုံမှဟုတ်ပြီအဲ့ဒီသူယုံမှတရားကိုမဖယ်ရှားမတုတ်တင်မရှင်းလင်းမကန့်ကွက်မပယ်မြစ်ဖဲနဲ့သူယုံမှတရားကိုလက်ခံထားသူတွေအားလုံးဟာလေသူယုံမှထက်ယုံမှသူတွေဖြစ်ပါတယ်ဆိုတာမမေ့ပါနဲ့ငါတို့ကဘယ်အဆင့်ရှိတဲ့လူတွေလဲအိမ်ပြန်ရောက်ကိုယ့်အကိုမေးရှင်းလားသဘောကောပေါက်သလားအဲ့တော့အလုံးမြတ်တရားခံနေဆရာကောင်းများနဲ့တပည့်ကောင်းများပြန်လဲပြီးတော့မွေးထုတ်ကြပါစို့ပြန်လဲဖော်ဆောင်ကြပါစို့ရှင်းသလားအဲ့ဒါလေးကိုဦးဇင်းကဒီနေ့အာစရိယပူဇော်ပွဲမှာသူတော်ကောင်းတို့ကလည်းသူတော်ကောင်းတို့အာစရိယတွေပူဇော်သလိုကျုပ်ကလည်းကျုပ်အာစရိယတွေပူဇော်ရင်းနဲ့ပေါ့လေနော်ဦးဇင်းရဲ့ငယ်ဆရာများကနေစပြီးဒီနေ့လောကီလောကုတ်နှဖျားသောကျေးဇူးများခဲ့သောဆရာသမားများအားလုံးကိုကျေးဇူးဆက်တဲ့အနေနဲ့ဒီလမုတ်ထိဆိုတဲ့ဇက်ကလေးနဲ့ဦးဇင်းတို့ဟောခဲ့မယ်ပေါ့အဲ့တော့အဲ့ဒါကတော့တခြားမဟုတ်ပါဘူးနန်းသုံးစုဘာလဲနန်းသုံးစုတုတ်သုံးချက်ဘာလဲ90ဒီဂရီနဲ့တွေ့ပြီနော်180နဲ့မိမလား90နဲ့မိမလားတော့မသိဘူးနန်းသုံးစုတုတ်သုံးချက်အဲ့ဒါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဘု து အကြောင်းပြုဟောခဲ့တယ်လေဆိုတော့တာဝတိပိစေတဝံအကြောင်းတော်မှာယဟန်လေးတစ်ပါးကိုအကြောင်းပြုတယ်ဘု து အကြောင်းပြုလဲယဟန်လေးတစ်ပါးဆိုတော့စာမှာတော့အညတ္တရဘိက္ခုပေါ့ဗျာအညတ္တရဆိုတာနာမည်ထင်ရှားပေါ်လွင်ခြင်းမရှိတဲ့ယဟန်တစ်ပါးပေါ့အဲ့တော့အဲ့ယဟန်ကပါလဲဆရာသမားတွေစိုးဆုံးမတဲ့နေရာမှာယဟန်မှာကြတော့ဥပ္ပဇေဆရာရှိတယ်နေသယီဆရာရှိတယ်ဟုတ်ပြီနော်ဥပ္ပဇေဆရာဆိုတာအပြစ်ကြီးအပြစ်ငယ်ဒီကိုကြည့်ရှုမပြတ်အစဉ်ဆုံးမတတ်လို့ဥပ္ပဇေဆရာနေသယီဆရာဆိုတာဒီလိုနေဒီလိုထိုင်ဒီလိုသွားဒီလိုနာဒီလိုမအပ်ဘူးဒီလိုအပ်တယ်ဒီဟာကပြုတ်အပ်တယ်ဒီဟာမပြုတ်အပ်ဘူးအနီးကတွန်တင်ပေးတဲ့နေသယီဆရာရှင်းတယ်နော်အဲ့ဒီမှာကိုလိုက်ရင်လိုက်တဲ့စာဝါလျောက်သုတ်တန်လိုက်ရင်သုတ်တန်ဆရာဝီနီးလိုက်ရင်ဝီနီးဆရာအဘိဓမ္မာလိုက်ရင်အဘိဓမ္မာဆရာအသီးသီးရှိရအဲ့တော့အဲ့ဒီဆရာတွေကသုတ်တန်ဆရာဝီနီးဆရာနေသယီဆရာဥပ္ပဇေဆရာတွေကဆုံးမတဲ့အခါမှာဒီယဟန်လေးကခက်ထန်ကြမ်းတမ်းစွာတုံ့ပြန်တယ်တဲ့ဆရာပြောတိုင်းသူဒေါသဖြစ်ပါတယ်လေဒါမို့လို့တပည့်တွေကမတည့်ဘူးဘယ်လိုဆရာကိုမတည့်တယ်လဲဆိုရင်ဆုံးမတတ်သောဆရာကိုတည့်
ဆရာနေရမှာပဲတပည့်ဟာအဲ့ဒါဆရာနဲ့တပည့်တသားတည်းသွားရင်တော့ပြက်မှာပဲရှင်းလားဆရာကိုဂါရဝတရားဆိုတာရှိရအဲ့တော့အခုခေတ်ခေါ်လာကြဘူးလေဆရာဟဲ့အောင်ဆရာဟာယတနာရှင်းလားကြည်လုံးကြဘာသာလဲပြက်နေပြီလူမျိုးလဲပြက်ခဲလို့ကျွတ်တို့မြန်မာလူမျိုးတွေကအခုထက်တန်းရောက်နေလားအောက်တန်းရောက်ဘာလို့ဒီစကားပြောတာအေးလူမျိုးတစ်မျိုးရဲ့အဆင့်တန်းကိုဘာနဲ့တိုင်းလဲကိုကျင့်တရားဟုတ်ကလား discipline ပေါ့လေဒါပေမဲ့ဗာလိုက်ကိုကျင့်တရားဒါဆိုပြည့်စုံသွားပြီဟုတ်လားဒီစကလုံးတစ်လုံးထဲမှာပဲစီကံကောလိုက်နာအပ်တဲ့ကျင့်ဝတ်တွေကောအကုန်လုံးပြည့်စုံသွားပြီယဉ်ကျေးမှုတွေကောအကုန်ကိုကျင့်တရားထဲမှာအကုန်ကျုံဝင်သွားအဲ့တော့လူမျိုးတစ်မျိုးရဲ့အဆင့်တန်းကိုဘာနဲ့တိုင်းလဲကိုကျင့်တရားဒါဒီနေ့တို့လူမျိုးတွေဘာပြက်နေကိုကျင့်တရားပြက်နေတဲ့အတွက်အောက်တန်းရောက်နေတယ်လို့ပြောတာရှင်းသလားကမ္ဘာပေါ်မှာအဆင်းရဲဆုံးနိုင်ငံဖြစ်နေလို့အောက်တန်းကြတယ်ပြောတာမဟုတ်ဘူးကြိုက်တဲ့လောက်မွဲပါလူတကာလေးစားတိုက်တဲ့ကိုကျင့်တရားရှိရင်ဒီနိုင်ငံဂုဏ်မငယ်ပါဘူးရှင်းသလားခုတော့အတူမခိုးသင့်တာလျှောက်ခိုးတော်မှန်မသိမြို့မှန်မသိဖြစ်ကုန်ပြီမိန်းကလေးတွေဆိုတာကရင်ကြေးသိမ့်မွေ့လုံခြုံနဲ့ဖြစ်အောင်ခေတ်ဆက်ကပြုပြင်လာကြတာအခုတော့အကုန်လုံးဖော်ပြတဲ့ကြောက်ခေတ်ပြန်ရောက်သွားပြီမလုံမခြုံဝတ်သူများကိုယ့်အကိုစဉ်းစားငါတို့ဘယ်ရောက်နေတယ်လဲဆိုကြောက်ခေတ်ပြန်ရောက်ရှင်းလားကြောက်ခေတ်ဆိုတာယဉ်ကျေးတဲ့ခေတ်လားမယဉ်ကျေးတဲ့ခေတ်လားမယဉ်ကျေးလို့ဒူးပေါ်ပေါင်ပေါ်ဖြစ်နေတာပေါ့ဗျာသဘောပါလားရှင်းလားအဲ့ဒါမိဘများကလည်းလက်မခံပါနဲ့ဆရာများကလည်းလက်မခံပါနဲ့မော်ဒယ်ကဲနဲ့အကုန်လုံးရှေ့ဆက်ပြောမကောင်းလို့ရှိတယ်အဲ့ဒီစကားပျက်စီးကုန်ပြီအဲ့တော့ဒီတိုင်းထားမလားပြုပြင်ကြမှာအားပေးရမလားထိမ့်သိမ်းရမှာရင်ကျေးသောကဘာစီကိုငါတို့ခြိတက်လာရင်းနဲ့ဘယ်ပြန်ရောက်သွားတော့ကြောက်ခေပြန်ရောက်သွားတယ်ရက်ကတို့ရှင်းသလားနတ်ကိုးကွယ်မှုဒါကြောက်ခေကပါပဲဘိုးတော်ကဲတင်ရှင်မျှော်မှုကြောက်ခေကလူသားတွေရဲ့ကိုးကွယ်မှုအဆင့်ပဲရှိပါတယ်ဘေးရင်ဆရာနတ်ကြောအာကိုမှုကြောက်ခေအဆင့်ပဲရှိပါတယ်ရှင်းလားယဉ်ကျေးသောကဘာယဉ်ကျေးသောဘဝအဆင့်တန်းမြင့်တဲ့အဆုံးမှဗုဒ္ဓပေါ်ထွန်းလာတာနှစ်ပေါင်း2552နှစ်ရှိပါပြီအဲ့ဒီအချိန်မှာတို့ကကြောက်ခေမှာကြံခဲ့တယ်ဆိုရင်တို့ထက်ညံ့တဲ့လူတော့ရှိတော့အဲ့တော့ဒီနေ့သာသနာတော်ကြီးကဘယ်နိုင်ငံမှာကိန်းနေတာကိန်းနေတယ်ဘယ်လိုကိန်းနေတယ်လဲဆိုတော့စာအုပ်ဖြစ်နေကိန်းနေကြောက်စာဖြစ်နေကိန်းနေရှင်းသလားလူတွေထဲမှာတော့သဘောပါသလားခဲတို့ဖះဖူးဘူးလားဖះကြော့ဘူးလားရင်ပြောရင်သာဓုခေါ်ရမလို့ပဲဖះတော့ရွှေတကုံလားကြိတ်ထီးဟုတ်လားရမ်းမပြောနဲ့ဒါတော့ရမ်းပြောတာနော်ဖះဖူးဘူးလားဒီစကားကိုသိချာနားထောင်ဖះကြော့တယ်ဆိုတာအရဟံသမ္မာသမ္ဗုဒ္ဓရွတ်နေုံနဲ့ဖះကြော့တာမဟုတ်သေးဘူးအရဟံဘာလဲမေးလိုက်အိုးနှင်းခွက်နေသွားတော့ရှင်းလားအဲ့ဒါကိုယ်စကားမဟုတ်ဘူးကိုယ်ဘာသာမဟုတ်ဘူးကိုယ်တိုင်းမြန်မာလို့ဘုသူမင်္ဂလာကြော့ပုံလေးပြောပြနော်သူမင်္ဂလာလောဘသိကြီးနေတယ်လောဘသိကြီးနေတဲ့အချိန်မှာလောဘကြောင့်ပူလောင်နေတယ်ကိုယ့်အကိုသိလားဥပမာဆိုကြပါစို့ယဟန်ဝတ်ဆတစ်ကြိမ်ဖြစ်ဖူးတယ်ဟိုတော်တော်လေးကတစ်ကြိမ်ပြောဘူးတယ်ယဟန်ဝတ်ပြီးတော့တဝါမပြည့်ခင်မှာပဲကမ္မဝါယဟန်တွေကိုကမ္မဝါဖတ်ပေးရတယ်ကျောင်းမှာကမ္မဝါဖတ်တယ်လို့မရှိဘူးနေသီးဆရာမရှိတဲ့အတွက်ဆုံးမတဲ့အနုသာသနဆရာတော်လုပ်ပေးစမ်းမဆိုတော့တဝါမပြည့်သေးပါဘူးလုပ်ခဲ့ရပါသူမင်္ဂလာဘာဖြစ်လို့လဲဆိုတော့
ကိုရှိတစ်ခေါက်နှစ်ခေါက်ဖတ်ပြီးအဲ့ဒီစာအတွက်သူမင်္ဂလာကအကုန်လွတ်ရပြီးသားဖြစ်နေအဲ့တော့ကံဘောကအလွတ်ရွတ်လို့ရတယ်အဲ့တော့အဲ့ဒါလိုလုံနေတော့ဘာဖြစ်တယ်လဲနော်ဦးဇင်းတို့ကျောင်းမှာဝေယဝဆလုံရင်းနဲ့ကျောင်းကမီးကျောင်းတွေကျွန်းနေတယ်ရေဘုံပိုင်ကောင်းတွေပြက်နေတယ်ဒါတွေဝယ်ပြီးဖြည့်ခြင်းနဲ့သူမင်္ဂလာလက်ထဲမှာမျက်စာမရှိတော့အဲ့ဒီယဟန်ကံတရားတစ်ခုပေါ်လာတော့ယဟန်ကံရှိတယ်တဲ့သိမ်ဝင်ရမယ်ဆိုတော့ပြောလိုက်တာအလိုချင်တဲ့ပတ်စံရပြီဟမ်တိမ်ထွက်လောင်းရင်ရတော့မှာဟုတ်နော်အဲ့ဒါပျော်ပျော်ပါတက်ကြွလာကြဟေးအကုန်စုကြောင်းအသံဃာတွေစုပြီးတော့သွားမယ်ကံပေါ်ဖတ်မယ်ကွာနေသတိဆရာပေါ့လေနုသာသနာဆရာဆုံးမနေရင်လည်းခေါင်းထဲပါဝင်လာတယ်ဒီသမောင်မင်းကဒီလောက်တက်ကြွလုံနေတာသာသနာအတွက်လားငွေအတွက်လားဟမ်သူမင်္ဂလာအဲ့ချိန်ကဘာအတွက်ဖြစ်မလဲပြောကျုပ်အတွက်ဆိုရင်အာမနာတန်းသာပြောကြခင်ဗျားတို့နော်ရှင်းသလားငွေအတွက်ဖြစ်နေတာတကယ်တော့ကျောင်းအတွက်ပါကိုယ်အတွက်မဟုတ်ဘူးသို့တော်လည်းပဲဒီအလုံးလုံးနေတာကိုကငွေရတော့မှတိမ်တွက်လောက်မဲ့လူတွေကြည့်တယ်မနေဘူးဟမ်သဘောပါသလားအဲ့ကံမဝါဖတ်နေရင်နဲ့ရှင်းလိုက်တာလူဘဝတော့တော့ငါဒီလိုလော်မာတဲ့အလုပ်မျိုးမလုပ်ဘူးငွေမျက်နှာတစ်ခုတည်းနဲ့ငါဘယ်အလုပ်တစ်ခုကိုမှငွေရလို့သောနဲ့မလုပ်ဘူးစေတနာဝန်တန်းလူမှုဝန်တန်းလူဘဝကလေးကလှုပ်လာတာမင်းအခုသာသနာ့နယ်ဝင်ဖြစ်နေမှဒီလောက်အောက်တန်းကြတဲ့စိတ်တွေမင်းမှာရှိသလားဆိုပြီးတော့ရှက်လွန်းလို့ကံမဝါဖတ်ပြီးယဟန်တွေကိုဆုံးမပြီးတာနဲ့ရှင်ဖျားတို့ဒီလမ်းကကြွားဆိုနောက်ပေါက်ကနေကဆုံဆိုင်ပြေးတော့ရှက်လွန်းလို့ကြောင်တကားပိတ်ပြီးပုံနေတယ်အဲ့ဒါကဓမ္မတွေလိုက်ရှာတယ်ဘုန်းကြီးပဲရောက်သွားလဲကိုတော်လေးပဲရောက်သွားလဲပေါ့လေလိုက်ရှာတော့ကြောင်းတဲ့နောက်တရက်နှစ်ရက်နေတော့တွေ့ရှင်ဖျားပဲရောက်သွားတယ်ကျုပ်အမှန်ဝန်ခံပါမယ်ဗျာရှက်လွန်းလို့ပါသာသနာမှာအမတန်အရေးကြီးတဲ့ယဟန်ကံကိစ္စကိုရွတ်ဆောင်ပေးမယ်အဓိကပုဂ္ဂိုလ်ကပတ်စံမဲ့လို့လုံနေတာဗျာရှက်လိုက်တာရှင်းလားမေဖေထန်တောင်ဒူးတောက်ပြီးလက်ဖြတ်မတောင်းခဲ့တဲ့ပုဂ္ဂိုလ်ရှင်းတယ်နော်ဘယ်တော့မှအချောင်မလို့ခြင်းဘူးကွာကိုပတ်ဝန်းကျင်ကိုလူမျိုးကိုလည်းအချောင်သမားတွေမဖြစ်စေချင်ဘူးသဘောပါသလားစောစောဆုပေးလိုက်တယ်အာလုံးနိဗ္ဗာန်မဲ့ဖို့နိဗ္ဗာန်ချမ်းသာရရှိနိုင်ကြပါစေကုန်သတည်းဆိုခင်ဗျားတို့ဗာပြောတော့ပေးတဲ့ဆုနဲ့ပြေးပါရစေအညွန့်ကအဲ့ဒီမှာစတုံးသူများပေးတာပဲလိုချင်တာဟုတ်ရှင်းသလားကုန်းပြောလိုက်မယ်ဦးစင်းပြောမှကြည့်အားလုံးမလိုက်မျိုးသူမျိုးသားတရားနာပိဋကများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆိုရင်ဘယ်လိုလုပ်ပေးတဲ့ဆုနဲ့ပြေးပါရစေဆိုကျုပ်ကခင်ဗျားတို့စိတ်ချမ်းသာအောင်ဘာမှလုံးမပေးနိုင်ကျုပ်ကလည်းလောကုတ်လောက်တာဟမ်ကိုယ်ဤချမ်းသာခြင်းပြည့်စုံပါစေမပေးနိုင်ကိုယ်ချမ်းသာရေးဘယ်သူပဲကြည့်ဆိုင်ဘိုးပဲကြည့်ဆိုင်ဟမ်ကိုယ်စိတ်ချမ်းသာဖို့ဘယ်သူနဲ့ပဲဆိုင်ကိုယ်နဲ့ပဲဆိုင်တယ်အဲ့တော့အလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဆိုရင်နောက်မှထားဘယ်ဘုန်းကြီးကဆုပေးပေးကြိုးစားအားထုတ်ပါမယ်ဖရာရှင်းလားဗမာတွေကိုရွှေဗမာတို့အိမ်မနေကြနဲ့ဗျဟင်သဘောပါသလားဖရာတို့နှုတ်သက်ခံပြီးတော့ဘိုးတော်မတော်မလို့ဘွားတော်မလို့လည်းမွဲလိုက်တာလဲတာတေလန်းနေပြီခုချိန်ကြီးဒီဘိုးတော်တက်လုံးကမပြီးသေးဘူးရှင်းလားသူများတွေတန်ရင်ကြိုပြီးကားကြီးတွေလို့လေပြန်ကြီးတွေလို့အခုအင်္ဂါကြိုတောင်ရောက်နေပြီခင်ဗျားတို့ကတလက်မမြေကြီးဟောမကြသေးဘူးရှင်းလားဒီတလုံးလေးသေးသေးလေးကိုမသိနိုင်ဘူးသူတို့မှာဘာမှသာသာရှိတော့ဆိုတယ်ဘာမှသာသာမရှိဘူးဟိုကတိကျတယ်ကဘာပေါ်မှာအမာဆုံးဆိုတဲ့စိတ်9000ဒီဂရီစင်တီဂရိတ်ဆိုအရေးပြောပြီးတလုံးထိုးနေတဲ့ကောင်တွေသိသလားသွားမေးလိုက်သူ့တိုင်းစီကဘာဒီဂရီမှမရှိပဲနဲ့ဘာမှမထားဟိုရွက်ခူးထဲတယ်2ရွက်ဟမ်ဒီအရေးကြိတ်ထဲတယ်ငါမူသားဟမ်ရွေးစိတ်တလုံးစားဗမာအတိုင်းဓာတ်တွေတိကျပုံပြောပါတယ်ရှင်းသလားစလာကြတဲ့ဆယ်ဆန်းကြီးတနန်းလေးနန်းတမှုရောနှစ်မှုရောတလက်သစ်သိကြလိုက်တာသူမင်္ဂလာလက်သစ်နဲ့ခင်ဗျားတို့လက်သစ်နဲ့တူမလားရှင်းသလားဈေးထဲသွား2000တကိုက်ဆိုသူမင်္ဂလာတောင်နဲ့ဆိုတာ18လက်မအပြည့်ဒီတောင်နဲ့ဆိုမရောဘူးသူတို့သဘောပါလား
စကလေးကရင်သဲပြူခင်ရာသမကာကစလာတာသုံးကုန်မကြတော့ကတ္တရားနဲ့ကွန်ကရစ်မှမပါပါနဲ့ရှင်းလားရာသမလောက်ကပြီးသဲပြူလောက်ခင်းတတ်တဲ့လူမျိုးဆိုတော့ဒီအဆင်းမှနေခဲ့တာနဲ့နေသေးတယ်ကျင်တတ်သလားဒါဖြင့်ဒီတိုင်းနေကြမလားကြိုးစားမှာအဲ့တော့လူရင်းမရောက်ဘဲနေမှာသွားလိုက်အောင်မယ်နန်းသုံးစုံနဲ့တုံသုံးချက်နော်အဲ့ဒီယဟန်လေးကအဲ့ဒါလိုခက်ထန်ကြမ်းတမ်းနဲ့ဆရာစကားကိုနားထောင်လိမ့်မရှိဘူးဆရာကဆူလိုက်ငေါက်လိုက်ရိုက်လိုက်တယ်ဆိုရင်ဒေါသနဲ့တုံ့ပြန်လေရှိတယ်အဲ့ဒါနဲ့အဲ့ဒီသတင်းဖျားစီပေါက်ကြားသွားတော့ဘုရားကခေါ်ပြီးမေးတယ်ချစ်သားမင်းဒေါသသိကြီးတယ်ဆိုသလားဟုတ်သလားဟုတ်ပါတယ်ဘုရားကိုတော့လိန်လို့မရဘူးမှန်ပါတယ်ဘုရားဆရာသမားတွေကိုမင်းခက်ထန်ကြမ်းတမ်းစွာတုံ့ပြန်လေးရှိတယ်ဆိုတာဟုတ်သလားဟုတ်ပါတယ်ဘုရားမှန်ပါတယ်ဘုရားဆိုတော့မှအေးတဲ့မင်းဟာလည်းအကျင့်ကိုမပြောင်းနိုင်ဘူးတဲ့ဗီဇကမကောင်းလာရင်နောင်များကောင်းဖို့ခဲရင်သကွာပါတယ်ဟေးလေဗီဇဆိုတာအမျိုးဟမ်အမျိုးမကောင်းရင်ဒီအပင်လဲအဲ့ဒီပင်ကသီးတဲ့အသီးရောမကောင်းနိုင်ကျုပ်တို့ကခေတ်ဆက်မျိုးပြက်လာအနော်ယထာစတဲ့ကလေးကပြက်နေရှင်းလားအဲ့တော့ဒီတိုင်းပဲထားမလားရအောင်ပြင်မလားပြင်လို့ရပါဦးမလားအားလုံးပြင်လို့ရပါဦးမလားအဲ့လိုလုံးပါနော်ကျုပ်ကတက်ကြွပဲကြိုက်တယ်နော်ဝိပဿနာကမ္မထံပေးနေတဲ့အချိန်မှတောင်မှလေးဒီလေးကနေကြိုးကြောင်းမလာခဲ့နဲ့လို့ပြောထားရှင်းတယ်နော်ကောင်းပြီအခုမှမဟုတ်ဘူးတဲ့ဒီကောင်မျိုးကိုမကောင်းတာဟိုတုန်းကလည်းဒီတိုင်းပဲဆိုတော့ဘေးကယဟန်တွေကအရှင်ဘုရားအခုတော့နေရာမကျတာတပည့်တော်တို့သိပါပြီဟိုတုန်းကဘယ်လိုများလွဲချော်ခဲ့တယ်လဲဖောက်ပြန်ခဲ့တယ်လဲတပည့်တော်တို့ပြောပါဦးအေးဟုတ်ပြီဒါဘေးကပါဏတ်တဲ့ယဟန်တစ်ပါးကတောင်းပန်တော့ဘုရားကတရားဟောจิตသားတို့တဲ့တခုသောဘဝတုန်းကတော့ကွာဗာရာဏသီပြည်မှာဗျမရမင်းကြီးအုပ်ချုပ်နေတော့ဗါတယ်နဲ့အေးမြတ်သောအဖြစ်တော့950ဇတ်တော်ထဲမှာဗာရာဏသီနဲ့ဗျမရကဇတ်လိုက်ပါပဲเนาะအဲ့တော့ဗာရာဏသီပြည်ဗျမရမင်းကြီးအုပ်ချုပ်နေတော့မှာဗျမရမင်းကြီးရဲ့သားဗျမဒဋ္ဌဆိုတဲ့မင်းသားဗျမရမင်းသားပဲပြောပါတော့ဗာမင်းသားလဲဗျမရမင်းသားလေးမွေးလာတယ်အဲ့ဒီအချိန်မှာဘုရားတို့ဘုရားအလောင်းတော်ကဘာဖြစ်နေလဲဆိုတော့တက္ကသိုလ်ပြည်ကဒိသပါမောက္ခဆရာကြီးဘာကြီးလဲအထာရတ18ရပညာတွေကိုသင်ပေးတဲ့ဒိသပါမောက္ခဆရာကြီးတက္ကသိုလ်ကဒီပြမရမင်းသားလေးဟာမွေးဖွားလာပြီးအသက်အရွယ်ရောက်လာတော့ပညာသင်ချိန်ရောက်တော့သူ့အဖဘယင်ကနေပြီးတော့ပညာသင်လွတ်တော့မယ်ဆိုတော့ဗာရာဏသီပြည်မှာလည်းတက္ကသိုလ်တွေရှိတယ်ဒါပေမဲ့ငါသားကိုဒီနေရာမှာပဲထားရင်သူကရှင်ဘုရင်သားဆိုပြီးတော့ဆရာတွေကိုလည်းမလေးမခန့်လုပ်လိုက်မယ်ဒီချမ်းမနော်ဆရာတွေကိုလည်းမလေးမခန့်လုပ်လိုက်မယ်ပညာလည်းဟုတ်ညာသင်မှာမဟုတ်ဘူးအဲ့တော့မာမာနာလည်းချိုးနိုင်အောင်ဗါတယ်ခြေတော့ပညာရှိတဲ့မင်းပညာရှိတဲ့မိခင်ဖခင်ပညာရှိတဲ့ဆရာသမားတွေဟာအဲ့ဒီကိစ္စကိုဦးစားပေးပြီးစဉ်းစားပညာရှိတဲ့တထေးတွေဟာသူ့သားသမီးကိုမာနချိုးနိုင်အောင်မာနကိုခဝါချနိုင်အောင်တချို့သူများအိမ်မှာကျွန်ဖြစ်နေအပ်လိုက်တာတွေတောင်ရှိရှင်းလားအဲ့ဒါပညာမဲ့လားပညာရှိလားအခုတော့များသောအားဖြင့်တွေ့ရတာမလေးတပည့်တော်တို့ငယ်ဘဝတော့ကချိုးနှိမ့်ချနေခဲ့ရလို့သားသမီးတွေဖူးမှုတ်ထားတာဆိုတော့အကုန်ဖိုးသမားဖြစ်ကုန်ရှင်းလားအကျင့်ပြတ်တွေဖြစ်ကုန်ငါသမီးလေးလိုချင်တာဖြစ်စေရမယ်ငါသားလေးလိုချင်တာဖြစ်စေရမယ်ဆိုတော့ဒီမိဘတွေဖျက်လိုက်တာနဲ့အကုန်အကျင့်ပြတ်တွေဖြစ်ကုန်မိဘမှမသိဆရာမှမသိကျောင်းကဆရာမရဲလို့မိဘလာရန်တွေ့တယ်တဲ့ဆိုရင်အဲ့ဒီမိဘကိုနောက်ကျောင်းနဲ့အဝင်းကိုမခံနဲ့ရှင်းလားကျောင်းအထားရင်ဆရာမလက်ထဲမှာပဲရှိတယ်ပြုကျင်သလိုပြုလိုက်လို့သားသမီးလိမ်မာဖို့
ဘောပါသလားကိုကကြီးကြီးကျယ်ကျယ်လှုပ်လို့မိဘမေတ္တာပြတာလို့ဘာလို့နဲ့ဒုံနဲ့တစ်ချက်ရလိုက်ကိုဆရာမမိပွင့်တော်မကနာသွားပြောတော့ဟိုကမပြောဘူးဟာမဆုံးမဘူးဆိုတော့ဘယ်သူနစ်နာရှင်းလားသဘောပေါက်သလားခစ်ပြက်ကြီးနော်ဟမ်ဘာကြီးလဲခစ်ပြက်ကြီးကအရေးမကြီးဘူးသာသနာလဲကွယ်တော့မယ်လူမျိုးလဲပျောက်တော့မှာမျိုးနေပြီခင်ဗျားတို့တေဥကဖိရှမ်းကဤဟမ်ရှိသေးဗမာအနောက်ကြံသေးတော်သေးတာပေါ့ဟမ်သဘောပါသလားအကုန်အုပ်ရောရောကြောက်ရောရောဖြစ်ကုန်ပြီအဲ့တော့ဒီတိုင်းပဲနေကြမလားပြန်လဲပြုစုပြိုးထောင်ကြမလားပြောနွဲ့နွဲ့မလုပ်နဲ့တော့အာမှန်ပါပါစီဒီတိုင်းပဲနေကြမလားပြုပြင်ယူကြမလားတခါလေတန်တိဋ္ဌာမမှန်ချသားမှာအဲ့တော့ကြည့်ဘယင်ကသူ့သားကိုပညာသင်အပ်မလို့စဉ်းစားပုံလေးကြည့်ငါသားလဲမာနကျိုးသွားအောင်ဟုတ်ပြီနော်ဘာကျိုးသွားမာနရှိသူဟာခက်ထန်တဲ့ကြမ်းတမ်းတဲ့ရိုင်းဆိုင်တဲ့အဖျက်လုပ်ငန်းကိုပဲလုပ်တတ်တယ်ရှင်းလားမာနကင်းသူမှလိမ္မာတဲ့ယဉ်ကျေးတဲ့သိမ်မွေ့တဲ့အကျိုးရှိတဲ့အလုပ်ကိုလုပ်တတ်တယ်သဘောပါလားနော်အဲ့တော့ငါသားဟာမင်းစိုးမင်းညစ်မဖြစ်စေရဘူးငါသားလေးဟာတိုင်းသူပြည်သားတွေအပေါ်မှာလိမ္မာပန်းနဲ့စွာအုပ်ချုပ်နိုင်တဲ့ပညာရှိနူးညံ့သိမ်မွေ့တဲ့မင်းမဲ့ဖြစ်ရမယ်တဲ့ဗျမတကဒီလိုစဉ်းစားတယ်အဲ့တော့ဗျမတလည်းရွှေစိတ်ပေးဖို့စဉ်းစားထားတယ်ဒီလိုမင်းမျိုးလည်းမရှိတော့ဘူးလောကသဘောပါသလားအေးအဲ့တော့သူတို့ရှိတော့မရှိတော့ဘူးပေါ့ကောသလမင်းတို့ဗျမတမင်းတို့ရွှေစိတ်ချင်းမင်းမွဲတွေနောက်လောက်အောင်မယ်နော်ဆိုတော့အကျင့်ကောင်းတွေကိုချီးမြှောက်ဖို့အရေးကြီးတာမကြည့်ဘူးလားလူငယ်တွေအပေါ်မှာလမ်းညွှန်မှုပေးကြပါဒါအကျင့်ကောင်းဒါအကျင့်ဆိုးဒီလိုမလုပ်အပ်ဘူးဒီလိုလုပ်အပ်တယ်ရှင်းသလားခုလူကြီးတွေဦးဇင်းတို့လာတိုင်တာရှိပါတယ်ဦးဇင်းခုခေတ်ကလေးတွေများဗျာရိုင်းဆိုင်လိုက်ကြတာပြောဖို့မပြောချင်ဘူးတခွန်းပဲပြန်မွေးလိုက်တယ်အဲ့ဒီကလေးတွေဘယ်သူမွေးထားတာလဲဟမ်သာသမီမကောင်းရင်ခမရတို့အသုံးမကျလို့ဖြစ်နေတာဟာရှင်းလားလူငယ်တွေဆိုတာဘယ်သူပုံသွင်းရတာမိဘလူကြီးရပုံသွင်းရတာလက်ဦးဆရာမြည်တိုက်ဆောင်သားပုပ္ပါစရိယမိနဲ့ပါမိဘမှဖယားဘာမှမသိတော့ရှင်းလားဖယားကတော့ဘူးသလားလို့မေးတာအဲ့ဒါမဟာမြတ်မုနိသွားကတော့ဘူးတာဖယားကတော့တာမဟုတ်ဘူးရွှေတကုံသွားကတော့ဘူးတာဖယားကတော့တာမဟုတ်ဘူးဖယားရဲ့ဂုံကျေးဇူးဩကိုလောဘဖြစ်နေတယ်ခုနအသိဝင်တော့ကလောဘဖြစ်သလိုဩလောဘဖြစ်တာပူလောင်နေအမတန်မှအောက်တန်းကြတဲ့စိတ်ဓာတ်တွေဖြစ်လာပါလားဒါကြောင့်ဘုရားကလောဘကင်းအောင်ဟောတော်မူတာပဲလောဘကင်းတော်မူသောဘုရားရှင်ကိုရောမြတ်ကြီးအားရှိခိုးပါ၏လောဘကင်းအောင်ဆုံးမတော်မူသောဘုရားရှင်ကိုရောမြတ်ကြီးအားရှိခိုးပါ၏အဲ့ဒါမှဘုရားကြောတာကြောဘူးလားသိအရေးကြီးတယ်နော်ဒီလိုကြောဘူးအောင်ကြိုးစားရှင်းသလားသာရုခေါ်တယ်ဦးစင်းကအဲ့ဒါလိုမှဗုဒ္ဓံတရဏကိစ္စမိအရဟံ84,000စိတ်ထားတယ်အလကား84,000သူကဖျားကြောနေတာဖျားပူတော်နေတာမှမဟုတ်ဘူး84,000ပြည့်အောင်လုပ်နေတာဟင်84,000ပြည့်ရင်သူကဘာဖြစ်တော့မှလို့ညာဖြစ်တော့မှလို့နဲ့ဟိုသာသနာပြည့်တည်းရဲ့စကားနားထောင်ပြီးတော့တန္တရမန္တရတဂါထာရွတ်လို့ဘာဖြစ်ဘာဖြစ်ဘူးလာရွတ်လိုက်သူ့မင်္ဂလာကိုကြိုက်တယ်လို့လာရွတ်လိုက်ရှင်းလားအကြမ်းမြင်ဆရာတွေသွားမေးဘူးတဲ့သူမင်္ဂလာတို့ငယ်ငယ်တုန်းကကလေးဝိပဿနာတတ်ထားတယ်အဲ့တော့ကြည်သမ်းများကျုပ်ကိုကြည်သမ်းဆိုဒီဘက်ကနေဖြစ်ပြထိုင်ရှုဘာကြည့်မရမင်းကြည့်မရဘူးလေလကရမလားလောဘရှိတဲ့လူပဲကြည့်လို့ရမယ်ဒေါသရှိတဲ့လူပဲကြည့်ရမယ်ဝိပဿနာရှုနေတဲ့လူမကြည့်သမ်းကြိုက်တယ်လို့ကြည့်သဘောပါလားရှင်းရောရှင်းရလားကိုယ်မှာအကောင်းဆုံးတရားတွေရှိရတဲ့ဟိုဘာမဟုတ်တာတွေအားကိုးပြီးတော့လူမျိုးလဲပြက်ခဲ့ပြီအညွန့်တုံးနေတဲ့လူမျိုးဖြစ်နေကြည့်လိုက်ထီဆိုင်တွေမှာလူတွေကိုတိုးလို့ထီတွေရောင်းမလောက်ဘူးအဲ့ဒါသင်္ကေတပဲကွာဒီနိုင်ငံတိုးတက်တယ်ဆုပ်ယုပ်တယ်ဆိုတာထီရောင်းရတယ်မရောင်းရတာကြည့်လိုက်တာသိတယ်ထီဆိုင်တွေရောင်းမလောက်အောင်ဖြစ်နေရင်အဲ့တိုင်းပြီးစီးပွားပြက်နေပြီရှင်းလားကိုအားကိုတဲ့လူမရှိတော့ဘူးထိုင်းမျောနေတဲ့လူရှိတယ်
လာမင်းကြီးကနေရွှေလင်မန်းပေးမလားလို့ထမင်းစီစမ်းနဲ့ရွှေလင်မန်းကိုယ့်အကိုစိုက်ယူမှရမှာလာမင်းကြီးကတော့မပေးဘူးသဘောပါသလားအဲ့တော့ကလေးချော့ကြတဲ့မဟုတ်တာအစချော့ဖို့လာမင်းကြီးရဲ့ထမင်းစီစမ်းနဲ့ရွှေလင်မန်းပေးပါကလေးကလည်းမောပြီးမျောနေတော့အကုန်လုံးမောလေးတွေဘာမှဖြစ်မလားသဘောပါသလားကောင်းပြီကဲသွားကြအောင်ဆိုနန်း3စုပ်ဒုတ်3ချက်နော်အဲ့တော့သူကခုနကဘယင်ကြီးစဉ်းစားတာလေးအားလုံးမှတ်မိလိုက်ကြလားမှတ်မိတယ်ပဲထားလိုက်မမေးတော့ဘူးနော်အဲ့တော့ဘယင်ကြီးကအဲ့ဒါလိုပဲခုနကအတိုင်းစဉ်းစားပြီးတော့မှကဲငါသားကိုတော့ဒီနားမှာပညာမသိဘူးဆိုပြီးတော့မှအမှန်တန်ဝေးกว่าတဲ့ယူဇနာ900လောက်ဝေးတဲ့ကန္တာရတိုင်းထဲမှာရှိတဲ့တက္ကသီလာဆိုတဲ့တက္ကသိုလ်ပြည်ကြီးကိုမင်းသွားပညာသင်ငါသားဘယ်ရကိုသွားရော့အသပြား1000တို့မင်းဆရာကိုပူဇော်ပြီးတော့မှဒါနဲ့ပူဇော်ပြီးပညာသင်ခဲ့တတ်မှပြန်လာခဲ့ကိုအားလဲကိုတတ်အောင်ကိုခြေတော့ပေါ်လဲကိုရက်နိုင်ခုတော့မိဘတွေကကလေးတွေဘောဓာဆောင်ထားတယ်ဟိုကဘောဓာလာမတွေ့နဲ့ဆိုတော့မဟုတ်ဖုန်းလေးဆက်လိုက်နေကောင်းလားဘာလို့သေးတော့ပြက်ကောရှင်းလားဒီလူမျိုးလေကျုပ်ကဘယ်နာပြင်ရမလဲဆိုအကုန်ပြက်နေတာဖြစ်တော့ကျုပ်စိတ်နဲ့ဆိုရင်အကုန်ဘူရိုစာထိုးပြပြီးအသစ်ပြန်ဆိုင်မှရမယ်သဘောပါသလားဘောက်ဆိုပြက်ကုန်ပြီအကုန်လုံးကအဲ့တော့ဒီတိုင်းပဲနေကြမလားကဲအားလုံးမေးပါဦးမယ်ခင်ဗျားတို့ကျုပ်တို့ကအခုအစင်တန်းမြင့်နေကြသလားနှိမ့်ကြနေကြလားကဲလူမျိုးရောနှိမ့်မြင့်မားနေလားနှိမ့်ကြနေလားသာသနာရောမြင့်မားနေလားနှိမ့်ကြနေလားအဲသာသနာတော့ကွယ်လူဆိုင်နေပြီနော်တဲလေးကြံတော့တာနှာခေါင်းလေးကြံတော့တာဘယ်ဖုန်းကြီးမှတရားမဟောရဆိုရင်သာသနာကွယ်ပြီအဲ့ဒီကွယ်မှာပဲရှင်းလားဒါဖြင့်ရှင်ဘုရားတို့ကကြည်ဟောဖို့ဆိုကြည်ဟောနေတာပဲမကြည်ပဲဟောနေတာမဟုတ်ဘူးကြည်ဟောလို့ပြဿနာတက်နေတာဟမ်ခုခေတ်ကမှန်တာပြောရင်ရွာပြင်းမဟုတ်ဘူးအထဲထဲရောက်သွားမှာရွာပြင်းဆိုသိကြိုက်တယ်ပေါ့သူမင်္ဂလာတို့ကရှင်းသလားသဘောမပေါက်သလားသတိထားကြခင်ဗျားတို့ကြွယ်တော့မယ်ကျင်းတယ်နော်ဦးဇင်းတို့ကတော့ပြောစရာရှိတာပြောရမဟုတ်မမှန်တရားကိုလက်ပိုက်ကြည့်ပြီးတော့နေရရင်လူယုံမှထက်ယုံမှလူဖြစ်နေသေရတာနဲ့စာရင်ပြောစရာလေးတစ်ခွန်းပြုပြင်စရာလေးတစ်ခုပြပြီးသေရတာအမြတ်ရှင်းတယ်နော်သာသနာနဲ့လူမျိုးတို့အသက်ပါပေးပြီးတို့အတွက်တော့မဆန်းဘူးလိုက်နာကျင့်သုံးမဲ့လူပဲလို့ရှင်းသလားအဲ့တော့ကိုခြေတော်ပေါ်ကိုရနိုင်အောင်ကိုအားကိုးတဲ့စိတ်ရှိအောင်လောကဓာတ်ကိုခံနိုင်အောင်တယောက်ထဲလွတ်လိုက်တယ်ရှင်းသလားအဲ့ဒါအဲ့ဒီရွယ်ချက်ကလေးတွေဒါမှမဟုတ်စာတပုတ်ဖတ်ရင်သေချာဖတ်အဲ့တော့အဲ့ဒီမှာတည်းတက္ကသိုလ်ပြည်သွားတက္ကသိုလ်ဆရာကြီးဖះလောင်းထမ်းမှာသွားပြီးတော့ဆရာကြီးကလည်းရောက်လာတယ်ဆိုပင်မနာနဲ့မုံနေပါလိကျွေးထမင်းနေပါလိကျွေးပေါ်လိဒါတော့ထားပါတော့ရှုပ်ကုန်လိပြီးရင်မင်းဘာလို့မလို့လာလဲပညာသင်မလို့လာတာဘယ်ကလာလဲပါရဏသီပြည်ကလာတယ်ဘုရားလဲဗျာပါရမင်းကြီးရဲ့သားဆိုတော့ဆရာကြီးကဒီကောင်သတိထားမှာကောင်းမယ်ဘုသူသားတို့ဘယင်သားဘုသူသားတို့ဘယင်သားဆိုတော့ကျိုးဆဆနဲ့အဘိုးမကျိုးနဲ့ဖြစ်တော့မှဒီကောင်အဲ့တော့သတိထားပြီးလက်ကျင့်မှာဒီတာပါမောင်ကဆရာကြီးကအဲ့ဒါနဲ့မင်းဘယ်လိုသင်ပါလဲငါ့ကိုအန္တေဝါသီကတပည့်အနေနဲ့သင်မလားဓမ္မန်တေဝါသီကတပည့်အနေနဲ့သင်မလားဟုတ်ပြီနော်ဆိုတော့အဲ့ဒါဘာပြောရလဲဆရာငါ့ကိုအခကျင်းငွေပေးပြီးသင်တဲ့တပည့်လုံးမလားဒါမှမဟုတ်ဓမ္မန်တေဝါသီကဆိုတာငါ့ကိုခြေစုပ်လက်နဲ့ပြုစုပြီးတော့အနိကဆရာကိုပြုစုရင်သင်တဲ့တပည့်ဖြစ်နေသင်မလားကျွန်တော်ဖေရပတ်စံပေးလိုက်တယ်ပတ်စံပေးပြီးပဲသင်မယ်ဆရာကြီးတယ်ဒီကောင်ဒီကလေးသိမဟုတ်ချင်းရှင်းသလားအဲ့ခေတ်ကငွေရအဓိကမကြဘူးလေနော်အခုခေတ်ကောခုခေတ်ကောငွေအဓိကဖြစ်နေရင်ခင်ဗျားတို့အမျိုးပြက်ပြီလို့မှတ်လားရှင်းသလားသဘောမပေါက်သလားပညာအဓိကစေတနာအဓိကရှင်ကျေးမှုအဓိကကိုကျင့်တရားအဓိကသဘောပါသလားရှင်းအောင်ရှင်းရလား
အဲ့ဒါလို့လမ်းမှန်ကမ်းမှန်ကိုပြန်လျှောက်ကြမှာအားလုံးအစစ်အတန်းမြင့်တာအစစ်တန်းမြင့်တယ်ဆိုတာခင်ဗျားတို့မြင့်မြင့်မှနေဖို့ပြောတာမဟုတ်ဘူးအားလုံးစိတ်လဲချမ်းသာမယ်ကိုယ်လဲချမ်းသာအစစ်တန်းရှိသူချင်းနေမှစိတ်ချမ်းသာကိုချမ်းသာတအုပ်ပေါ်တူယုံကြည်မှုရှိခုခင်ဗျားတို့သားမိချင်းတောင်ယုံရသလားလင်မယားချင်းဟောဟမ်မိမလည်းသူခန်းလိုက်တော့သူတော့ခတ်တာတော်ဖွင့်သေးလားအရင်လားဟမ်ဒီအန်ဆဲတော်ဖွင့်သေးလားဟောယောက်ျားလုပ်တဲ့လူကလည်းပြန်လာသူအင်ကြီးလေးအရင်လက်နိုင်တယ်ဟေးဒီအင်ကြီးဘယ်သူနိုင်သေးတော့ရှင်းသလားကိုယ်အိမ်နဲ့ကိုမယုံရတဲ့ခေတ်ဆိုတာအဲ့ဒါအဆင့်တန်းမရှိတဲ့ခေတ်ရှင်းလားစိတ်ဓာတ်အဆင့်တန်းရှိကြရင်တဦးပေါ်တူယုံကြည်မှုရှိရရှင်းသလားကောင်းပြီအဲ့တော့တရားထောင်တို့အပိပညာသင်တော့ဆရာကြီးကလည်းလုံးစုံသောပညာတွေသင်ပေးပါတယ်သင်ပေးရင်လည်းတရက်ကြတော့ဆရာတပည့်လာကွာရေချိုးသွားအောင်ဆိုပြီးတော့ပြမဒမင်းသားလေးနဲ့တက္ကသိုလ်ဆရာကြီးနဲ့ရေချိုးစိတ်ဆင်းတော့လမ်းမှာအဖွားကြီးတယောက်တုံချိနဲ့80ကျော်လောက်အဖွားကြီးဖြာကလေးနဲ့နှမ်းလေးတွေဖြန့်ခင်းပြီးတော့လှမ်းနေပါလှမ်းနှမ်းလေးတွေဖြာပေါ်မှာခင်းပြီးတော့လှမ်းနေအဲ့ဒီမှာနောက်ကလိုက်လာတဲ့တပည့်ဗြဟ္မတမင်းသားကသူ့နန်းတော်ထဲမှာတော့စားကောင်းတောက်ခွဲတွေအစုံစုံစားနေရတာပေါ့လေဒီမှာလဲဒိတာဗမောက္ခဆရာကြီးကိုပတ်စံပေးတင်တာဆိုတော့ကြာကြာနာနာလက်ဆေးစားနေရတဲ့အနေထားပေါ့ဒီတော့သူနှမ်းကိုဒီလိုအလွတ်တမ်းမစားဘူးထင်ပါရဲ့နော်ရှင်ဘီရင်နေတဲ့သနာဖို့ကောင်းတယ်ဘိမုံကောင်းကောင်းမစားဘူးလို့နော်သဘောပါလားဟေးအဲ့တော့နှမ်းမြင်တာနဲ့မနေနိုင်ဘူးနော်ဘုရင်သားကအပေကြီးအိုလန်းနေတဲ့နန်းကင်းတဲ့နန်းပြာပေါ်ကနေလက်တဆုပ်ကုတ်ထည့်ပြီးတော့ဆရာမသိအောင်အဖွားကြီးတော့သူကယူမဆိုင်ဘူးဒါဆိုဘာလို့ဆိုဘုရင်သားဆိုသူထင်ရလုံနေကြဘူးရှင်းလားအဲ့ဒါလက်ထဲဆုပ်လာပြီးတော့နန်းတဆုပ်စားလိုက်တော့အဖွားကြီးကကြည့်နေတယ်ဩဒီကလေးဗိုက်စာနေရှာလို့နေမှာသူကမြစားခြင်းရှာလို့နေမှာစားပါစီရှေးတော့လူကြီးတွေကဒီလိုနော်အဲ့လိုတော့ဟိုတုန်းကပြောင်းကင်းနေစိုက်တယ်ဆိုရင်ပြောင်းဘူးလေးချိုးသွားကြပါအောင်လားဒီလိုပြောတာအခုတော့ခိုးမှဆိုလို့ထိုင်ဆောင်နေရတယ်ချိုးဆိုတော့ကိုယ်တနိုင်စားရုံလောက်ချိုးကြတာဟိုအဲ့ဒါလိုချိုးလေကိုယ်မှအသီးပွင့်နေရလေအကျိုးမြရလေဒီလိုစိတ်ထဲကထားကြတာအခုတော့ဖြင့်တဖူးမှလည်းမပေးနိုင်ဘူးဆိုတော့ဟိုကခိုးရောဟမ်ရှင်းသလားအေးတော့တို့မြန်မာယဉ်ကျေးမှုတွေပြောကြတယ်အများကြီးဘိုးဘွားမိဘကတော့အကောင်းတွေကြီးချပေးခဲ့တာတို့ကအဆိုးတွေကြီးယူထားတာရှင်းလားကောင်းပြီအဲ့ဒါလိုနဲ့နောက်တစ်ရက်ဒုတိယနေ့ရေသွားချိုးပြန်ရောအဖွားကြီးကနှမ်းလန်းပြန်ရောဒီဘရင်သားကဘာလုပ်ပြန်စားပြန်ပြီဒုတိယတစ်နေ့ဆိုတော့အဖွားကြီးကမနေ့ရက်လောက်တော့မပြုံးတော့နေရက်ဆိုတော့မဟုတ်ဘူးထင်တယ်နော်ဒါအကျင့်ပြက်လာပြီဘာဖြစ်လဲတကယ်စားခြင်းရင်တောင်းပန်ပြီးစားရဘာလို့ပြီးစားအမေနှမ်းလန်းနေသလားကျွန်တော်နှမ်းလေးစားခြင်းလို့ဗျာပြီးမှာပါဘယင်သားတောင်းစားလဲပြီးမှာပါရှင်းသလားခုတောင်းစားလူစားသဘောပါသလားခိုးစားအဲ့ဒါနဲ့ဖွားကြီးကမှတ်ထားတဲ့ဒုတိယမြောက်ရဲ့နောက်တတိယရဲ့လာပြန်ပြီ3ရက်မြောက်သွားတော့နန်းကဘယ်နဲ့ဆုပ်တွေ့3ရက်ပေါ့တရက်တဆုပ်ဆိုတော့ဒါ3ဆုပ်ပေါ့3ဆုပ်ဆိုရင်လည်းစဉ်းစားကြည့်ဦးလေနန်းလုံးကြီးဘယ်လောက်ပါသွားမလဲဟုတ်လားအဲ့တော့ရှင်ဘုရင်သားလဲဆိုတော့လည်းခကြီးနေမှာပေါ့နော်အဲ့ဒါနဲ့တတိယမြောက်ရဲ့လုံပြန်နန်းတဆုပ်ထားပြီးတော့ကင်လိုက်တာတဲ့ဖွားကြီးကဒိတာဗမောက္ခဆရာကြီးကငါ့ကိုနှိပ်စက်နေတယ်တဲ့သူ့တပည့်ကိုနန်းနေခိုးခိုင်းနေတယ်သွားပြီတပည့်မကောင်းဆရာကောင်းရှေ့ရသွားတဲ့ဆရာပြဿနာတက်ပြီဩတဲ့ဒိတာဗမောက္ခဆရာကြီးကသူ့တပည့်ကိုငါနန်းနေခိုးခိုင်းနေတယ်ဆရာပြက်ဖေလန့်ဩတော့ဘုရားလောင်းကနောက်ပြန်လဲလာနန်းလန်းနေတဲ့အဖွားကြီးကိုမေးကြီးမိခုနဘာပြောလိုက်တာ
တင်းဟာတက္ကသိုလ်ပြည်ကဆရာကြီးမဟုတ်ဘူးလားဒိဋ္ဌဘာဝခမဟုတ်ဘူးလားဟုတ်တယ်ဒါပေမဲ့တင်းတဲ့ဘက်ကိုဘာလို့ခိုးတဲ့ပညာတွေသင်ပေးနေတာလဲဟုတ်ပြီနော်ဘာလို့ခိုးတဲ့ပညာတွေသင်ပေးနေတာဟာကျုံမခိုးခိုင်းရပါဘူးမင်းကြီးဘာဖြစ်တော့မလေးဟောရမယ်တော့နောက်ကလိုက်လာတဲ့တငယ်3 ရက်ရှိပြီတရက်နန်းတဆုပ်ကျုပ်ဖြာတဲ့ကနှိုက်သွားတယ်ရှင်းတယ်နော်ပထမတရက်ကတော့စဉ်းစားလိုက်တယ်ဒီကလေးဗိုက်သိပ်စားနေလို့နေမှာစားကျင်ရှာလို့ပဲနေပါစီခွင့်လို့လိုက်ဒုတိယရက်ကဲစားနေလို့ပဲနေမှာပါလေခွင့်ပြုနိုင်တယ်ခုဒီနေ့ဘယ်နှရက်မြောက်သွားပြီ3 ရက်မြောက်သွားပြီငါ့ကိုလည်းခွင့်မပန်ပိုင်ရှင်ရှိနေပါရဲ့နဲ့ခွင့်ပန်သလားမပန်ခြင်းသည်ဒါဘာဖြစ်တာလဲခိုးတာအကျင့်ပြစ်တာဘာဖြစ်တာဒါဖြင့်သူကသူဘယင်သားမကလို့ဘာဖြစ်နေနေဒီပုဂ္ဂိုလ်ကအစင်တန်းရှိသူလားမရှိသူလားတန်ဖိုးရှိသူလားမရှိသူလားအဲ့တော့ဘယင်ကမွေးလို့ဘယင်သားဖြစ်တိုင်းတန်ဖိုးရှိသွားသလားတထေးကမွေးလို့တထေးသားဖြစ်တိုင်းတန်ဖိုးရှိသလားရှင်းသလားသဘောပါသလားလောကကျင့်ဝတ်ကိုလေးစားသူတန်ဖိုးထားသူမြတ်မြတ်နိုးနိုးကျင့်ကြံသူမှလောကမှာတန်ဖိုးရှိတဲ့ပုဂ္ဂိုလ်အဲ့တော့လူမျိုးတစ်မျိုးရဲ့အဆင့်တန်းကိုကျင့်တရားနဲ့ပဲတိုင်းပါတယ်ဘာသာတစ်ခုရဲ့အဆင့်တန်းကိုလည်းကိုကျင့်တရားနဲ့ပဲတိုင်းပါတယ်ဒီနေ့ငါတို့ယဟန်တန်ဃာတွေနှစ်ပေါင်း2552နှစ်တိုင်တန်ဃာရဲ့လို့ဂုံမပြတ်အောင်ရှိနေခြင်းသည်ဗုဒ္ဓဤဝိနည်းဆိုတဲ့ discipline စိတ်ကကိုကျင့်တရားသိကောင်းလို့ဖြစ်ပါတယ်ရှင်းသလား120ခုသောသိက္ခာပုဒ်တွေနဲ့ချုပ်နှောင်ထိမ့်သိမ့်ပေးခဲ့တဲ့အတွက်ဒီနေ့အထိဒီသာသနာရှိနေတာရှင်းသလားအေးသာသနာဝန်ထမ်းတွေကလည်းစီကံလိုက်နာမှုမရှိတော့ဘူးဆိုရင်သာသနာဝန်ဆောင်နေလားသာသနာဖျက်နေလားသတိထားပါဆရာဘက်ကလည်းတာဝန်ကြီးရမယ်တပည့်ဘက်ကလည်းတာဝန်ကြီးရမယ်ငါတို့ဒီတိုင်းပဲလောကကြီးကိုကြည်နေမလားပြန်ပြိုးထောင်ကြကဲအခုလောကကြီးမှာဓမ္မဆောင်သူမဲ့အာဓမ္မဆောင်သူဘယ်သူကများလဲဒါပြင်လောကကိုဓမ္မကလွှမ်းမိုးနေသလားအာဓမ္မကလွှမ်းမိုးနေသလားဘာလို့အာဓမ္မလွှမ်းမိုးတာလဲခုနကလေးအဖြေရပါပြီဗျာလောကမှာဓမ္မဆောင်သူနဲ့အာဓမ္မဆောင်သူဘယ်ရင်းကများဒါပြင်လောကမှာဓမ္မကလွှမ်းမိုးနေလားအာဓမ္မကလွှမ်းမိုးတယ်ဘာလို့အာဓမ္မလွှမ်းမိုးနေအေးဒီလိုလုပ်စမ်းပါနော်ရှေ့မှာအဖြေထည့်ပေးပြီးသားကိုမဖြေတတ်တဲ့တပည့်တွေနဲ့တော့ပြဿနာပဲအာဓမ္မဆောင်သူများလို့အာဓမ္မကလွှမ်းမိုးနေတာပြန်ပြောကဲဒါဖြင့်ခင်ဗျားတို့ကဓမ္မလွှမ်းမိုးတာကြိုက်လားအာဓမ္မလွှမ်းမိုးတာကြိုက်လားဘာဓမ္မလွှမ်းမိုးတာကြိုက်ရင်ဘယ်လိုလုပ်မလဲအားလုံးတက်ညီလက်ညီဓမ္မကိုဆောင်ရမယ်ကျင့်ရမယ်ရှင်းသလားလောကကြီးကမကောင်းဘူးလို့ပြောတာတလောကလုံးကမကောင်းတာကျင့်နေတာဟုတ်ဟင်အဲ့တော့လောကကြီးမကောင်းဘူးဆိုပြောနေတဲ့လူကကောင်းပြီလားဘောပါသလားဒါကြောင့်ပြောခုခေတ်ကြီးကမကောင်းဘူးဗျာမရတော့ပါဘူးတဲ့ဆိုမင်းကဘာလုပ်နေသလဲမေးလိုက်ဟင်မင်းကကောင်းအောင်ဘာတွေလုပ်နေသလဲရှင်းလားကိုအဖြစ်ဘာမှမလုပ်ရသေးဘူးသူများမကောင်းတာတွေကြီးလိုက်ပြောနေတာမင်းကိုကအကျင့်ပြက်နေသဘောပါလားဒါဖြင့်အားလုံးကိုစီကိုကကိုတာဝန်ယူပြီးပြုပြင်ကြမယ်ဆိုရင်ဓမ္မဆောင်သူများလာရင်အာဓမ္မဟာပယ်ရှားသွားတာရှင်းသလားအဲ့တော့ဘယ်သူတွေပဲဝါတွေမကောင်းမှုလုပ်နေကြမလားကိုကစကောင်းအောင်ကြိုးစားမလားကျင့်သလားအဲ့တော့လူအဆင့်တန်းကိုဘာနဲ့တိုင်းလဲကိုချင်းတရားမင်းဆွေမင်းမျိုးနဲ့တိုင်းသလားယာဓုယာကနဲ့တိုင်းသလားဥစ္စာဒနာနဲ့တိုင်းသလားဘာနဲ့တိုင်းလဲကျင့်တယ်နော်အဲ့တော့ကိုချင်းတရားမပြတ်ကြစေနဲ့ရှင်းပြီနော်ကောင်းပြီအဲ့တော့ယမဒရမင်းသားနန်းသုံးစုပ်ယူစားတယ်ဆိုတော့ဒေသဘာဝကလှည့်ကြည့်လိုက်တော့ဟုတ်တယ်လက်ထဲမှာတန်းလန်းနော်မင်းဘယ်ရက်ရှိပြီလဲဆို3ရက်ရှိပြီ3လုံးရှိပြီဆိုတော့မှ
မေကြီးအဲ့လိုတော့မပြောပါနဲ့ကျွန်တော်လည်းဆုံးမပါတယ်တပည့်တွေဆိုတာမျိုးမျိုးရှိပါတယ်အဲ့တော့အမေကြီးအဖိုးခကိုပေးပါမယ်နန်းသုံးစုပ်ဖို့ပြောပါဒီတာဘာမောကဆရာကြီးကဟဲ့တက္ကသိုလ်ဆရာရဲ့နင်တက္ကသိုလ်ဆရာလုပ်နေပြီးတော့ငါကနန်းသုံးစုပ်ဖိုးလောက်လိုချင်လို့ပြောနေတာမဟုတ်ဘူးနန်းသုံးစုပ်ကဘာမှမတန်ဘူးတဲ့ရှင်းတယ်နော်အဓိကပါလေကိုချင်းတရားနင်နဲ့နင့်တပည့်တွေကိုချင်းစရာကိုချင်းတရားကောင်းစေခြင်းလို့ပြောတာအဲ့တော့နင်တပည့်နင်ဆုံးမခွာကြီးကပြောလိုက်တော့ဒိတာဘာမောက္ခဆရာကြီးကအမေကျင့်ရပါစေမယ်ဆိုပြီးတော့တပည့်လာခဲ့ဆိုပြီးတော့ကြောပြင်ကိုဝတ်ချမ်းပြားလေးနဲ့လေကြီးကျယ်မဟုတ်ပါဘူးနော်သူ့မင်္ဂလာတို့90ဒီဂရီမဲ့ခဲ့တာကျိန်လုံးကျက်ဥကျိန်နဲ့မိလာတာအဲ့တော့ဟိုကပါလေဝချမ်းပြားလေးနိစ္စရာကဝချမ်းပြားလေးယူရပြီးတော့ကဲလာစမ်းဆိုပြီးတော့မင်းဟိုဘက်လက်ရေချိုးသွားမလို့ဆိုကြောပြင်ကအလွတ်ပေါ့ဗျာအဝတ်မပါအဲ့ဒါနဲ့ကြောပြင်ကိုဒုတ်ပနှစ်ချက်ရိုက်3ချက်ရိုက်လိုက်တာနဲ့မင်းသားကဘာဖြစ်လဲဆိုတော့မျက်ထောက်หนีကြီးနဲ့သူ့ဆရာကိုခြေဆုံးကောင်းဆုံးကြည့်တယ်အကြိတ်ထားအဲ့ဒီမှာရည်ရွယ်ချက်ကောင်းကောင်းတွေနဲ့တန်ဋိဌံကောင်းကောင်းတွေချလိုက်တယ်ငါဘယင်ဖြစ်တဲ့နေ့မင်းအသက်ပဲတတ်ရှင်လို့များဘယင်ဖြစ်ကြလားမသိဘူးနော်ဟမ်သဘောပါသလားတတ်ဖို့များဘယင်လောက်ကြသလားတော့မသိဘူးငါဘယင်ဖြစ်တဲ့နေ့မင်းကိုအသက်ပဲတဲ့ကြည့်ရဲ့ဘုရားအလောင်းကဒေတာဘာမောက္ခဘုရားအလောင်းသိတာပေါ့ဒီကောင်ငါ့ကိုရန်ညိုးဖွဲ့ပြီအဲ့တော့ငါလည်းတရားရှိသတိထားနေမှာပဲနော်ဒီလိုတပည့်မျိုးမွေးရရင်တော့မသက်သာဘူးနော်အဲ့တော့တိတာဘာမောက္ခဆရာကြီးကလည်းသတိထားပြီးနေတယ်ဘွားကြီးကလည်းသာဓုခေါ်သာဓုနောင်ကိုဒီလိုမဖြစ်ကြစေနဲ့ဘွားကြီးကပြောလိုက်ပြီးတော့နောက်ပညာတွေသင်စုံတော့တိုင်းပြည်ပြန်တယ်ဆိုရင်ပဲပြမရမင်းကြီးကကဲငါသားလေးလည်းအရွယ်ရောက်ပညာလည်းစုံပြီတဲ့ငါလည်းအသက်ကြီးပြီငါသားလေးကိုငါသိမဘယင်လှုပ်ပေးတာနဲ့စားရင်ငါရှိနေတော့ထိမ့်သိမ့်ငါမျက်စိရှေ့တင်မင်းကောင်းမင်းမြတ်ကလေးဖြစ်အောင်ပြိုးထောင်ပေးတာကောင်းတယ်ဆိုပြီးတော့တက္ကသိုလ်ပြီးကပြန်လာမကြပါဘူးရှင်ဘင်းအာနာလွှဲပေးလိုက်ဘိသိက်မြောက်ပေးလိုက်ဒါကိုပြမရမင်းကြီးကိုရွှေစိတ်ပေးရမယ်လို့ပြောတာအဲ့တော့ရှင်ဘရင်မြတ်ဟာသူတို့အာနာလွှဲဖို့အမတန်ခဲရင်တယ်နော်အဲ့တော့သူ့သားကိုဘာလို့ပေးလိုက်အာနာလွှဲပေးလိုက်ဒီတိုင်းပြည်အာနာကိုမင်းထိမ့်သိမ့်အုပ်ချုပ်ချစ်သားတရားမျှတတဲ့တိုင်းပြည်ဖြစ်အောင်အုပ်ချုပ်ပါသင်လာတဲ့မင်းသင်လာတဲ့ပညာတွေနဲ့ဆိုပြီးတော့ပေးလိုက်တော့ဒီပြမနာမင်းသားဘယ်လောက်တော်သလဲလို့ဆိုရင်ဒီနေ့နန်းသိမ့်ပွဲဘိသိက်ခံပြီးတာနဲ့မနေ့ပြန်သူ့လူတွေလွတ်လိုက်တယ်သွားလက်ဆောင်ပါနာတွေယူသွားတက္ကသိုလ်ပြီးသွားဒိတာဘာမောက္ခဆရာကြီးကိုဆရာတပည့်ရှင်ဘုရင်ဖြစ်ပြီးကြွားခဲ့ပါလို့ပင့်ခဲ့ကျေးဇူးအတော်သိတယ်နော်ဘာလို့မလို့ပင့်တာကျေးဇူးဆမလို့လေဟမ်ရှင်းသလားတပည့်ကောင်းမွေးမိတာပေါ့ဗျာအဲ့တော့ဒိတာဘာမောက္ခဆရာကြီးစီအကြောင်းကြားလိုက်တော့ဟိုကဆရာကြီးစီတဝန်လွာတွေရောက်လက်ဆောင်ပန်းနာတွေရောက်ပြီးတော့မင်းဖြစ်ပြီတဲ့ဩဒီကောင်လည်းမြန်လိုက်လားနော်ဒီချိန်သွားရင်တော့သိကြတယ်ဟမ်သူကလည်းမင်းဖြစ်ခါစားဆိုတော့ယာသမန်ကတဲ့နေမှာဝိုးဗျအခုငါထင်တာလုပ်လို့ရပြီထင်တိုင်းချရတော့ပဲလောက်ကြလားဟမ်အဲ့တော့ဒီချိန်သွားလို့တော့မဖြစ်ဘူးကောင်းပြီအချိန်တန်ရင်လာခဲ့မယ်လို့ပြောလိုက်ဟုတ်ပြီနော်ပါတယ်လေအချိန်တန်ရင်လာခဲ့မယ်ဆိုတာပြင်လို့ရတဲ့အချိန်ပြင်မှဖြစ်မှာဟိုယာသမန်တဲ့နေတော့သွားပြီးတော့သင်မင်းကြီးမားပါတယ်သွားလို့မရဘူးရှင်းသလားအခုခင်ဗျားတို့ပြင်ချိန်ကြပါလားမေးရအောင်မေးဘုသူမင်္ဂလာဒီတရားတွေလိုက်ဟောနေတော့ပြင်ချိန်ရောရောက်ပလားဟမ်အေးမရောက်သေးဘူးဆိုရင်လည်းလူမျိုးပါပြုံးတော့မှာရှင်းသလားအချိန်ကြပါလားပြင်ချိန်ရောက်ပလားပြင်ကြတော့မလားလူတွေတော့များတာဘာလို့တိုးတော့မှမသိဘူးဒီမှာတယောက်တည်းអော်နေရတာဟမ်
ဟိုးပသိမ်ကနေမပြောချင်ပါဘူးဆိုပြောလိုက်ပါဦးမယ်နော်ဘလူးကျွန်းကနေမပေါ့ဟိုင်းကြီးကျွန်းကနေမနေ့ကဒီလိုချိန်မှာဟိုင်းကြီးကျွန်းမှာ9 နာရီထိုးမှသင်္ဘောစီးလာတယ်အဲ့တော့သင်္ဘောစီးတော့လေဒီရောက်ဖို့အချိန်မီရောက်ဖို့တွက်တယ်ည1 နာရီရပသိမ်ရန်ထွက်မှာငါမလိုက်ကိုအချိန်ကောင်းရောက်ချိန်ကောင်းရောက်မှငါခဏ rest လုပ်ပြီးတရားဟောလို့ရမယ် rest မလုပ်ရင်ခြာခြင်းမသွင်းရရင်ဒီလိုဘာမှလုပ်နိုင်မှာမဟုတ်နော်အဲ့တော့သင်္ဘောနဲ့သမားနဲ့ညှိမှပဲဆိုညှိလိုက်တော့ငါပြည့်သင်္ဘောသမားတွေတကယ်စီကံကောင်းပါလေတကယ်တော့တယ်နော်အဲကွန်ခံပေးထားတယ်အဲကွန်ထဲမှာနေပါဆိုဝင်သွားတယ်အနတ်နေနန်းစော်နေတာနဲ့ဘလို့မှအိမ်မြောက်ထွက်ပြေးလာနော်ဝန်ဆောင်မှုတွေကောင်းတာဗမာပြည်စီကံကောင်းတာနော်အဲ့ဒါတကယ်ဆိုရင်လမ်းမှာပြောလာတယ်တို့တိုင်းပြည်ဘာတွေဘာပြင်ရအောင်မလဲငါပြောစရာတွေအများကြီးလို့ငါလည်းငါပွားကြီးဖြစ်နေပြီနော်အဲ့တော့ဈေးရောက်နေတဲ့လူစားတောက်ကုန်ရောင်းတဲ့လူဟာလာစားတောက်တဲ့ကိုယ့်ရဲ့ဖောက်တဲ့စားသုံးသူတွေအပေါ်မှာလေးစားမှုရှိရတန်ဖိုးထားအဲ့ဒါအဆင့်တန်းရှိတဲ့တိုင်းပြည်တွေကျင့်ဝတ်ရှင်းလားအခုရင်ယထာကာတီထောင်ထားသူတွေဟာမိမိရင်ယထာကာပေါ်မှာစီးနှင်းတဲ့ခရီးသည်အပေါ်မှာတန်ဖိုးထားရမယ်လေးစားမြတ်လို့ရမယ်ခုတော့နေရာရပြီးတော့ဒီနေရာထိုင်မလိုက်ရင်လိုက်မလိုက်ရှင်နေဒါပဲတပြက်စီးတောင်မလဲတဲ့ကားတွေနဲ့အနတ်သက်နန်းစော်နေတဲ့ပုံမှာပဲသွားနေရတာစင်တမ်းမဲ့လိုက်တဲ့တိုင်းပြည်ဆိုတာဒါကြည့်ပြီးတော့ကိုယ့်လူမျိုးကိုလေဦးဇင်းတို့ယင်ထဲမှာမကောင်းကိုဗမာလူမျိုးလို့ပြောရမှာလဲသိရှက်ရှင်းလားစားတော့ကုန်ရောင်းရင်စားသုံးသူအပေါ်မှာတန်ဖိုးထားရမယ်လေးစားခရီးသွားလုပ်ငန်းကိုလုပ်ရင်ခရီးသွားသူအပေါ်မှာလေးစားရမယ်တန်ဖိုးထားမယ်ဒီခရီးသွားသူကငါတို့ရဲ့ကျေးဇူးရှင်တွေရှင်းလားဆရာကတပည့်ကိုလေးစားရမှာဖြစ်တယ်လို့တပည့်ကလည်းဆရာပေါ်လေးစားရှင်းသလားအဲ့ဒါခုဥဒုမင်္ဂလာတို့ရှင်ပြဘာလို့ဒီလောက်ပင်မခံပြီးလိုက်ပြောနေတာလဲကိုယ့်ကိုအေးနေလိုက်ပါလားဟာငါသူတို့ကျွေးတယ်ဆွန်စားထားတာဟင်ယဟန်တန်ကဆိုတာဘယ်သူတွေကျွေးတာလဲတပည့်တော်တို့ကျွေးတာလို့ပြောရဲပြောယဟန်တန်ကဆိုတာဘယ်သူကျွေးတာလဲဘယ်သူပေးတာဝတ်နေတာလဲခင်ဗျားတို့ပေးတာဝတ်နေတာခင်ဗျားတို့စွန့်လူတန်းထားတဲ့ဟာတွေဝတ်နေတာအဲ့တော့ဒီဝတ်တယ်လည်းတာဝန်ကျေရမယ်ဒီဆွန့်တော့လည်းတာဝန်ကျွေးရမယ်အဲ့တော့ငါဘုန်းကြီးပဲလို့ခန်းခန်းကြီးလုပ်မနေနဲ့မင်းဘယ်သူကျွေးတာစားနေတာလဲမေးလိုက်ဦးဒီတိုင်းပဲဟိုဘက်ကဟာတွေကိုယ့်အကိုဆက်တွေးတော့မပြောတော့ duty is duty ပဲရှင်းသလားသူများကျွေးတာပေးတာယူထားပြီးဒီလူတွေပေါ်မှာတော့တာဝန်ကျေရမယ်ဒီယဉ်ကျေးမှုလေးကိုမရှိတာဘယ်တော့ဝမ်းနေဖို့ကောင်းဟုတ်ပြီနော်အဲ့ဒါတော့ကြည့်တယ်တကယ်တော့ရှက်ပြေးရင်ဆိုတာအချိန်တူတူနဲ့ရောက်အောင်လုပ်ထားတာဒါပေမဲ့သူတို့ရှက်ပြေးမဟုတ်ပါဘူးဝတ်ပြေးပါနော်အဲ့တော့ဒကာကြီးချိန်ပြအောင်လုပ်မလဲလုပ်ပေးစမ်းပါဆိုတော့မောင်းလို့တော့ရတယ်ဗျာမောင်းလို့ရရင်မောင်းပါဒီတိုင်းတော့မရဘူးနော်ရှင်မြတ်ပဲချိန်ရောက်ရှင်တယ်2 နာရီဖြစ်နိုင်1 နာရီပေါ့1 နာရီတော့မရောက်နိုင်ဘူးအခု9 နာရီခွဲမှတပြီးတော့ထွက်လာတာဆိုတော့1 နာရီကိုဒီမိုင်နဲ့ဒီခီးကိုဖြစ်နိုင်ဘူးဒါပေမဲ့မင်းဖြစ်နိုင်ဆုံးပြောဆို2 နာရီထက်ပိုပြီးမစောနိုင်ဘူးအေးဒါပေမဲ့မောင်းပေးပါမယ်ဗျာတဲ့ဒါပေမဲ့စီတပိပါပေးရပြီသူမင်္ဂလာတပိပါပေးခဲ့ရတယ်နော်လိုင်းကအတူပြင်ကိုတပိပါအဲ့တော့အခုသွားတာသူများကဲဆယ်ကြီးကိုယ့်အကိုမနဲ့ဖုတ်လိုက်နဲ့ပြန်လာသဘောပါလားအဲ့တော့သူမင်္ဂလာရှိတဲ့နေရာကိုလာကြိုဖို့15 ကလန်အရင်ပေးရတယ်အားလုံး60နဲ့5 ကလန်ဒါ14ကမပါသေးဘူးအပိုဆောင်းပေးလိုက်ခင်ဗျားတို့စီရောက်ဖို့ကျုပ်ဒီလိုပြေးလာအလူခန္ဓာမဟုတ်ဘူးနော်အခြေအနေပြောပြတာတော့ကြဘုန်းကြီးကဒါပြပြီးဖြတ်ပိုင်းပြသွားတယ်ဖြစ်နေမှာဆိုလို့သဘောပါလားဘာမှယူမလို့လာတာမဟုတ်ဘူးခင်ဗျားတို့ပေးခြင်းလို့လာတာရှင်းတယ်နော်ကောင်းပြီအဲ့တော့ကိုချင်းတရားမရှိဘူးဆိုရင်ကဲဒီပုဂ္ဂိုလ်မန်တက်နေတဲ့ခါကျတော့သူ့မှာစောင့်ထိန်ရမယ်ကျင့်ဝတ်တွေပျက်စီးအဲ့ဒီချိန်ငါသွားလို့မဖြစ်သေးဘူးဒေသဘောင်မကအချိန်စောင့်ဟုတ်ပြီနော်တို့ဗမာနိုင်ငံလဲရှေ့ရဆရာတော်ကြီးတွေအချိန်စောင့်ခဲ့ကြသလားမသိဘူးပါဘူးဟိုသူမင်္ဂလာအလဲရောက်လာမှအချိန်ကြဟမ်သဘောပါသလားအဲ့ဒါကျုပ်ကသိချေနှံ့ချင်တာမဟုတ်ဘူးဘာလို့မပြောခဲ့ကြလဲဘာလို့ရင်ငုံနေခဲ့ကြလဲတို့အမြင့်တွေလိုက်ပုတ်ကုန်ပြီဟုတ်ပြီနော်သာသနာကြီးကရွှေချောင်းပြောင်ဘယ်မျိုးသွားကြည့်ရွှေစီရီကြီးတွေကိုဟိန်းကြည့်တိုင်းတော့ဗုဒ္ဓဘာသာတော်တော်ထွန်းကားတဲ့နိုင်ငံလို့ထင်မှာဒါပေမဲ့
ဘယ်မြို့သွားကြည့်ကြည့်တရက်ကွက်မကြံသခိုးနဲ့ကြဘူးရှင်းလားအကျင့်ပြက်တွေကြီးပဲဟုတ်လားမဟုတ်လားဟုတ်ပါရဲ့အကိုရေးမကြုံရင်ပြောနေကြတာကိုရေးကြုံလာပြီဆိုရင်ဟိုလူတွေကဒီလိုလက်ထိုးလိုက်လို့လွတ်သွားတာဆိုကိုလက်ကြိုင်လည်းမလုပ်ပြေးလိုက်လေသူခင်းနဲ့သူပဲဆိုတော့လက်ထိုးသူဟာလည်းလူယုံမှာရှင်းလားသဘောမပေါက်သလားရှိစီတော့ကဲပြန်သွားနော်ဒုတ်ဘနဲ့ချက်ချလိုက်သုံးချက်အဲ့ဒါတတ်မယ်ဆိုပြီးကြံတယ်ဆရာကြီးရဲ့စောင့်နောက်ဒုတိယမစ္စည်းမအရွယ်လောက်ပေါ့အသက်20ကျော်လောက်ကမင်းဖြစ်တယ်40ကျော်50လောက်ကြာတော့နည်းနည်းရင့်ကျက်တဲ့အရွယ်ရောက်တော့တခါဖိတ်ပြန်ဆရာကြီးလာပါဦးဆိုတော့ဩဒီကောင်ကမမေ့ဘူးပဲနော်ကျေးဇူးမမေ့ဘူးနော်အဲ့တော့ဒီကောင်အသက်အရွယ်နဲ့ငါလည်းသိကနီးနေပါပြီလေတဲ့ကဲဒီတော့ဒီချိန်တော့ဖြစ်ရင်ရင့်ကျက်တဲ့ချိန်ရောက်ပြီသွားလို့ချိန်တန်ပြီဆိုဒီတာပမောက္ခကြီးလာပါလေရှင်မင်းနန်းတော်ရှေ့ရောက်တော့သူကဆရာပေါ့လေဒါပေမဲ့ဟိုကရှင်မင်းဆိုတော့အောက်ကပဲနေရရှာမှာပေါ့ဦးဇင်းအဲ့ဒါလေးကြည့်လိုက်တယ်ဩဒုက္ခပဲလောကကြီးอ่ะနော်အဲ့တော့အောက်ကနေလက်ကလေးချီလို့နေမယ်နော်ဆရာကြီးရောက်လာပြီလားရောက်လာပြီခါသားရောက်ပါတယ်ဆိုတာရောက်ပြီလို့သိလိုက်တယ်နဲ့ရှင်မင်းရဲ့မျက်နှာကလေချက်ချင်းနီးရဲပြီးတော့မျက်ထောင်နေကြီးနဲ့ဘာဖြစ်လာဒေါသဖြစ်လာခမည်းရိုက်လိုက်တဲ့ကျုပ်ကြောပေါ်ကဒုတ်သုံးချက်ကအခုထိနာတော့မြမဲသဘောပါလားနော်ကဲအားလုံးဖမ်းဒီတာပမောက္ခဆရာကိုတတ်စေကြည်သားအရွယ်လက်ရောက်လာပြီမစ္စည်းမအရွယ်ရောက်လာပြီလိမ္မာရေးချရှိပြီလားရှိပါဘူးမိုက်ကောင်းတော့မှရှိသေးတယ်အဲ့ဒါဆရာကြီးကပြုံးတယ်ကျွန်တော်မျိုးလည်းအသက်ကြီးလာပါပြီမင်းကြီးဘယ်မှလည်းမပြေးနိုင်ပါဘူးခဏတော့စကားပြောခွင့်ပေးပါဦးဆရာတပည့်တန်ရောစဉ်လေးနဲ့ပေါ့လေနော်ခဏစကားပြောခွင့်ပေးပါဦးဆိုကဲပြောမသေးခင်ခင်ဗျဝအောင်ပြောဘာညာအဲ့ချီဒေါသဖြစ်နေရိုင်းပြီပေါ့ဗျာနော်စားတဲ့တော့မပါဘူးကျုပ်ကနည်းနည်းလေးတပူပြီးထည့်ပေးလိုက်တာဟုတ်လားဟမ်ဒါလည်းတခါနဲ့ထည့်ပြောထားမှနှုတ်မစားဦးထဲမပါဘူးဆိုပြီးစင်ကြေလဲပဲဟာတွေကရှိသေးတယ်ဇက်လန်းဆိုတာအစင်ပြေအောင်ကြည့်လို့ရတာပဲမကျေနိုင်ရင်ဖယ်လိုက်နော်ဒါသူ့မင်္ဂလာဟောနေတဲ့တရားဘုရားဟောတဲ့တရားကစာအုပ်ထဲမှာရှိတယ်ရှင်းလားအဲ့တော့သိချင်အရင်သိချင်စာအုပ်တော်ဖတ်ကြည့်သူ့မင်္ဂလာနားထောင်ကောင်းအောင်အစင်ပြေအောင်ကြည့်လို့ရတာတွေရှိတယ်အဲ့တော့ခမည်းကြီးမသိခင်ဝဝပြောရစမ်းလာမှာပေါ့အဲ့လိုလူချမ်းဆိုတာဒီလိုလေးကိုကြမ်းလိုက်မှဒါပြီးပြင်းဟုတ်လားအဲ့တော့ရိုက်ပြလိုက်တော့ဆရာကြီးကကောင်းပါပြီမင်းကြီးတဲ့မင်းကြီးလည်းအရွယ်မငယ်တော့ပါဘူးတဲ့ဒီသက်ဒီရွယ်ရောက်ပါအဲ့တော့အသင်မင်းကြီးကိုအဲ့ဒီနှမ်းစုပ်သုံးစုပ်ခိုးစားတော့ကကျွန်တော်မျိုးမရိုက်ခဲ့ရင်ဒီနေ့အသင်မင်းကြီးဒီမင်းဘဝကိုရမလားအရင်စဉ်းစားပါရှင်းသလားနှမ်းစုပ်ခိုးရအနေဘိမ့်မုံခိုးလိုက်မယ်နှမ်းဖြူတဲ့မုံကိုခိုးမှာပေါ့ဗျာရှင်းသလားအဲ့တော့ဘိမ့်မုံခိုးရအနေဘိမ့်မှာခိုးပြီးသခိုးဖြစ်လိုက်မယ်သခိုးဖြစ်ရင်မင်းဖြစ်အောင်မလားဘလို့တခိုးဖြစ်မင်းဖြစ်အောင်မလားဟောမှတ်ထားမယ်ဒါဒီစကားတော့မလိုက်ရမှတ်ထားမယ်နော်တခိုးဖြစ်မင်းဖြစ်အောင်မလားအေးအသင်မင်းကြီးတဲ့အဲ့ဒီချိန်ကလာကျွန်တော်မျိုးဒီဒုတ်သုံးချက်နဲ့မဆုံးမခဲ့ရင်အသင်မင်းကြီးကိုတိုင်းသူပြည်သားတွေကယုံကြည်မှုရှိပါမလားခိုးရတဲ့မင်းသားကမင်းဖြစ်လာတဲ့မင်းဆိုရင်ယုံပါဦးမလားလေးစားပါဦးမလားဒါဖြင့်သင်မင်းကြီးတိုင်းပြည်ကိုဒီလိုအေးအေးချမ်းချမ်းစီပင်ပြန့်ပြောအောင်အုပ်ချုပ်နိုင်ပါမလားမင်းကြီးတဲ့အဲ့တော့သင်မင်းကြီးကျွန်တော်မျိုးဘာကြောင့်ရိုက်ခဲ့တယ်ဆိုတာအရင်သိပြီးရင်အသင်မင်းကြီးတတ်လို့ကတတ်ပါရှင်းသလားဘာနဲ့ရှင်ကြည့်ရဘာနဲ့ရှင်ကြည့်မယ်ဥဒုမင်္ဂလာတရားကိုနာဘူးတယ်ဆိုသိပါလိမ့်မယ်နော်အလွတ်မဲ့မချပါဘူးဒါပါလေညံဒါဆိုအလုံးသဘောပေါက် I am a day of ဘုန်းကြီးကိုနော်အဲ့တော့သင်မင်းကြီးအကျင့်ပြက်တွေဟာဒီဘဝမှာလည်းပျက်စီးဆုံးရှုံးမှာဖြစ်တယ်လို့နောက်ဘဝမှာလည်း
ငရဲသို့သာလာရမယ်မကောင်းမှုပြုသူဟာမကောင်းသောအကျိုးကိုသာပေးတတ်ပါတယ်မင်းသည်တဲ့ကောင်းမှုပြုသူမှကောင်းသောအကျိုးကိုပေးရပါဆရာသည်တပည့်တို့ဤမိုက်မဲမလိမ္မာမှုကိုဆုံးမရတာတပည့်ရဲ့ဆရာရဲ့တာဝန်ပါတဲ့တပည့်ကိုဆုံးမလို့အသင်မင်းကြီးကတပည့်ကိုဆုံးမတဲ့ဆရာမို့လို့တတ်မယ်ဆိုရင်အချိန်မရွေးတတ်လိုက်သူမင်္ဂလာဆိုရင်မဖွင့်ပေးလိုက်မယ်ထိုးရှင်းလားသဘောပါသလားတပည့်ကိုဆုံးမလို့အဲ့ဒီဆရာကိုတတ်မယ်လို့အသင်မင်းကြီးဆုံးဖြတ်ရင်အသင်မင်းကြီးတိုင်းပြည်သည်ဆရာများကိုတတ်တတ်သောတိုင်းပြည်ဖြစ်နေကျွန်တော်မျိုးရဲရဲကြီးသိလိုက်ပါမယ်တတ်ပါရှင်းသလားသဘောကျသလားနန်း30ချက်ကြောင့်ရိုက်လိုက်တဲ့ဒုတ်3ချက်သည်နန်း30ကြောင့်ရိုက်လိုက်တဲ့ဒုတ်3ချက်သည်ဒီနေ့ဗျမဒမင်းအားအကျိုးကျေးဇူးရှိမရှိကိုသင်မင်းကြီးပဲဆုံးဖြတ်ပါရှင်းသလားအဲ့ဒါဦးဇင်းခုနပြောခဲ့သလိုဦးဇင်းတို့ငယ်ရွယ်စဉ်တုန်းက14 6နှစ်ရွယ်ဆရာတွေဆုံးမခဲ့စဉ်ကဆုံးမတတ်သောဆရာများကိုမုန်းခဲ့ပေမဲ့အခုအရွယ်လက်42နှစ်ရောက်လာတဲ့အချိန်မှာတော့ဆရာသမားရဲ့ကျေးဇူးတွေကိုဥလည်းမသုံးကျေးဇူးဂုဏ်တွေကိုရင်ထဲမှာကြည်နူးပီတိဖြစ်ပြီးတော့ဩငါဆရာသမားတွေတော်ခဲ့လို့ဆရာကောင်းတွေနဲ့တွေ့ခဲ့လို့ပါဆရာများအားလုံးကိုဒီတရားနဲ့ပဲပူဇော်ပါတယ်ရှင်းသလားဆရာတွေကျေးဇူးကြောင့်ဒီနေ့လိမ္မာသောယဉ်ကျေးသောသာသနာအကျိုးပြုနိုင်သောလူအများအကျိုးပြုနိုင်သောသူမင်္ဂလာအဖြစ်နဲ့ဆရာတို့ရဲ့ကျေးဇူးကိုဆက်နိုင်ပါပြီလို့ဒီပလင်ဘောကနေကျေးဇူးဆက်ပါတယ်ရှင်းသလားအဲ့တော့အာထက1မလိုင်အာထကဤနှစ်50ပြည့်ရွှေရတုတပင်ပြင်စမအချိန်အာစရိယပူဇော်ပွဲမှာငါတို့ဆရာတွေကိုဘယ်လိုပူဇော်ကြမလဲဆိုတာဆုံးဖြတ်ချက်ချကြခင်ဗျားတို့ပေးမဲ့ကြော့ကြမဲ့ပစိုးတွေထမိန်တွေပစ္စည်းဥစ္စာတွေကိုမဲ့မောခဲ့ကြလို့ဆရာတွေဟာဒီတပည့်တွေကိုပြိုးထောင်ခဲ့ကြတာလားအေးဆရာတပည့်တွေဟာဒီနေ့လူအကျိုးပြုလုပ်ငန်းတွေကိုဘယ်လိုလုပ်နေပါတယ်ဆိုတာလေးတွေနဲ့ပူဇော်ကြသမ်းပါရှင်းသလားဆရာတပည့်ဟာသာသနာတော်အတွက်ဘယ်လိုထမ်းဆောင်နေပါတယ်လို့ဆရာဂုဏ်ယူနိုင်အောင်ပူဇော်ကြသမ်းပါရှင်းသလားဆရာတပည့်ဟာဒီနေ့ဒီအချိန်ထိမဟုတ်မမှန်လွယ်မာသောဖောက်ပြန်သောအကျင့်ကိုမကျင့်တဲ့ပုဂ္ဂိုလ်တယောက်ပါလို့ဆရာရှေ့မှာဆရာအပေါ်ဂုဏ်ပြုရင်းနဲ့ပူဇော်ကြသမ်းပါရှင်းသလားဒီနေ့မလိုက်အာထကကြောင်းထွက်များသည်သခိုးမရှိကြဘိုးမရှိအယက်သမားမရှိရှင်းသလားသဘောပေါက်သလားပူဇော်ကြသမ်းပါကြည်ရသလားဟိငါတို့မလိုက်မြို့သူမြို့သားများကမဟုတ်တာမလုပ်မမှန်တာမပြောမလိုက်မှာဝယ်ရင်တပိဿာဝယ်တပိဿာအပြည့်ရစေရမယ်ဆိုပြီးတော့ဂုဏ်ယူကြသမ်းပါရှင်းသလားသဘောပေါက်သလားဟိအဲ့တော့အာစရိယပူဇော်ပွဲမှာဘာနဲ့ရှင်ကြဉာဏ်နဲ့ရှင်ပြီးတော့ဆရာတွေပေါ်မှာအကောင်းဆုံးဂုဏ်ပြုပူဇော်နိုင်တဲ့မလိုက်မြို့သူမြို့သားများဖြစ်ကြပါစေလို့ဆန္ဒပြုပါတယ်ရှင်းသလားဟိအဲ့တော့ဒုတ်3ချက်ပေးခဲ့ကြတဲ့ဆရာသမားများအားလုံးလည်းကျေနပ်နှစ်သိမ့်နိုင်ကြပါစေဟုတ်လားဟိအဲ့တော့တပည့်ကိုဆုံးလာတယ်ဆိုတာနိုင်တဲ့စီမင်းပြုကြလို့ဆုံးလာတာလိမ္မာရင်ချင်းအောင်ဆုံးလာတယ်အဲ့တော့ဆုံးမကိုခံယူနိုင်ရမယ်ဆုံးမပေးတော့ကျေးဇူးရှင်များကိုကျေးဇူးတင်သွားနဲ့ပူဇော်နိုင်ရမယ်ရှင်းလားအဲ့တော့မျိုးကောင်းသားမျိုးကောင်းသမီးများနဲ့တို့သာနာတို့လူမျိုးဂုံသိက္ခာကိုတင့်တယ်မြင့်မြတ်အောင်ကြိုးစားပေးကြပါလို့အားလုံးကိုမြတ်တာရက်ခံတိုက်တွန်းရင်းနဲ့ဒီဒေသနာဒီကုန်းဆုံးမှာပြောပါတယ်အဲ့တော့တို့သုံးရဲ့ရက်ခံတဲ့မင်းကြီးကဆရာရဲ့လျှောက်စားတဲ့စကားကိုကြားပြီးလာတယ်ချက်ချင်းမလင်မောဆင်းပြီးတော့ဆရာကိုလင်မောတင်ပြိုးစေးသွားရှ िख ိုးကြော့ပြီးတော့ပူဇော်အထုကိုအဲ့ဒီကစပြီးတော့ဆရာမိသားစုတွေကောကောနန်းတော်မှာတိုင်းတွေကအမတ်တွေနဲ့ယာလူတွေပေးပြီးတော့ဆရာစကားကိုတစ်သက်လုံးဒီဝယ်မပြနားထောင်ပြီးတော့မင်းကောင်းမင်းမြတ်ဖြစ်တဲ့တိုင်းပြည်အကျိုးကိုပြုလူရိုးကျုကိုရွတ်ဆောင်သွားပါလေအဲ့ဒါလေးနန်းသုံးစုံ
တို့သုံးခြင်းကျေးဇူးပဲဖြစ်ပါရှင်းလားအဲ့ဒါလည်းတို့ကြောပေါ်မှာတို့ရလေးတွေကိုအာယုံပြုပြီးတော့ဆရာတွေကျေးဇူးကိုပူဇော်ကြလို့ရှင်းလားအဲ့တော့ကိုယ်ကလည်းဆရာကောင်းတွေနဲ့နောက်သားတွေကိုတို့သုံးခြင်းနဲ့လက်ဆင့်ကမ်းနိုင်အောင်ကြိုးစားကြတယ်သဘောပါလားအရာရှိသားသမီးတို့မရရဘူးတထေးသားသမီးတို့ဆုံးမရဘူးမဖြစ်ပါနဲ့ဆရာကောင်းများဖြစ်တဲ့သာသနာအကျိုးလူမျိုးသိက္ခာပြန်လေပြင့်တင်ပေးကြပါအားလုံးမြေတာရထားပါလေရှင်းလားဒီဒေသနာဒီလူဆုံးမပဲဘုရားဆုံးမဖြစ်လာလို့အဆုံးမခံယူတတ်သူမှလောကမှာလူတော်တော်အဲ့ဆုံးမခံယူတဲ့သူကတမိုးရှိတဲ့သူအဆုံးမခံနိုင်သူကလူတော်တော်ရှင်းလားအဲ့အားဆုံးမပေးတာကိုပဲကိုကဘာလို့ခံယူလိုက်ရအဆုံးမကိုမျောနဲ့နေတဲ့ပုဂ္ဂိုလ်များပြန်ဒီရကလေးဘောဘောလားဒါပြီးတရားကိုနားတဲ့အတိုင်းနဲ့သိအောင်လုပ်ပါသိတဲ့အတိုင်းနဲ့ရှင်းရအသိနဲ့အချင်းပြည့်စုံတဲ့နေ့ငါတို့လူမျိုးငါတို့သာသာအထက်တန်းရောက်နေပြီရှင်းလားသိရုံသိရပါလားရှင်းရအသိနဲ့အချင်းလက်ညီမှာသာသနာအထက်တန်းသာသနာအထက်တန်းရောက်တယ်ဆိုတာဘုရားဘာသာကဘာမှာဘုရားဘာသာရဲ့လို့လက်မထောင်ခြင်းလို့ပြောရတာတတ္တဝါအများငြိမ်းချမ်းရေးအတွက်ပြောတာသာသနာထောကလေးမှာဘုရားအဆုံးအမတွေရင်ဝဲအင်းနေမှာလောကကြီးရှင်းလားတတ္တဝါခတ်သိတရားကင်းအေးရပါစေဟုတ်လားကိုယ်စီကုဏရင်ထဲမှာဆရာသမားဖရာအစရှိတဲ့အရိယာတို့ရဲ့အဆုံးအမကိုအမြဲကိန်းနေအောင်ကြိုးစားကြဖို့မလိုလားလိုပါဘူးဒါကြောင့်ဦးဇင်းတို့ပြောပါရဲ့အကျိုးတရားတွေအရှင်များဘုမောဝီမှာမင်္ဂလာတိုင်းဖြစ်တဲ့ကျောင်းသေးကျေတော့ဒီဘက်လူကြီးရှိတဲ့အရှင်များတဲ့ဘုရားပြေဟုတ်လားငါတည်တိုင်းတရားလိုက်တယ်လားလို့ကျောင်းနဲ့တည်တယ်လို့ဒီဘုရားတို့ရှင်လေးကိုတရားအဆုံးအမကိုပြီးလိုက်တာဘာလို့ဘုရားကပေးစားတဲ့အပြဘုရားအဆူတူတည်ခဲ့ညာတိုင်းတည်နေတဲ့သူ့မင်္ဂလာအဲ့ဒီပုဂ္ဂိုလ်ကြီးကာပုံရမလို့ရှင်းလားဒါဖြင့်အဲ့ဒီဥပဒေကဇေဒီတွေကတော့ဖြင့်ဒုနိုင်ငံမှာလက်အုပ်ရှိတာဘလို့အောင်အရက်10မျက်နှာအရက်10မျက်နှာပြည့်နေခဲ့ပါပြီဇေဒီတွေပြည့်လို့လည်းသာသနာထောက်ရတာအဆုံးမကိန်းမသာသနာထောက်ရတာဆရာကောင်းတို့မိကောင်းဖခင်သာသမီတွေနေတဲ့လူမျိုးကုန်သိက္ခာသာသနာကုန်သိက္ခာကိုမြင့်တင်ပြီးတော့လောကအေးချမ်းကြောင်းရွတ်ဆောင်နိုင်ကြပါပြီအားလုံးသာသနာကိုကောင်းစွာပြုစုဆောင်ရှောက်နိုင်သောပုဂ္ဂိုလ်လူများဖြစ်ကြပါစေဗျာဒီတဲ့တန်ဖို့ရကျိုးစားအားထုတ်ပါအားလုံးသာသနာနဲ့လူမျိုးဂုဏ်သိက္ခာကိုထိန်းသိမ်းဆောင်ရှောက်နိုင်သောပုဂ္ဂိုလ်လူများဖြစ်ကြပါစေအဲ့တော့ခင်ဗျားတို့ခန္ဓာကြီးကကိုယ်ရောပိုင်ရလားမြေရောမြေလားမပိုင်လို့မမြဲသောခန္ဓာအတွက်နဲ့အာဟုသို့မကောင်းမှုတွေလုပ်ပြီးသေးကြမလားကောင်းမှုကုသိုလ်လုပ်ပြီးသေးကြမပိုင်လားမဆိုင်လားကြီးတဲ့ကိုယ်ကျွေးကြအောင်လားမမနဲ့လုပ်ပြီးကျွေးကြအောင်လားဘယ်လိုကျွေးဒီခန္ဓာကတော့သေးမှာရှင်းလားဒီလိုမပြောနဲ့လားနေသမီးကျွေးကြပြိုးလာလားအိုးလားဘာသစ္စာကြီးဘာသစ္စာကြီးဆိုတဲ့အာဟုသို့ဖြစ်ခန္ဓာဘုရားကယုတ်ခန္ဓာရှင်းလားဘာပိုင်တဲ့ခန္ဓာကိုကြီးတွေ့တဲ့စိတ်လိုလိုက်လောဘဒေါသမောဟအလိုမလိုက်ပဲဆရာကောင်းတို့ကြီးပန်းရောပန်းနေအောင်ကြိုးစားကြဟုတ်လားဟိအဲ့တော့တုံသုံးချက်ဟာပန်းသုံးခွင့်မကတန်ပါလေသဘောပါလားအဲ့ဒါဒီခန္ဓာဘာသစ္စာကြီးတယ်ဒီမှာသစ္စာဉာဏ်နဲ့အမြင်မှရရင်ဒီပုဂ္ဂိုလ်လွယ်မှာချွတ်ချော်တိမ်းဆောင်တဲ့အလုပ်တွေလုပ်မှာတို့တွေနေတာကဘုရားဒုက္ခဆင်းရဲကြောင်းဒုက္ခသေးပါတော့နောက်ဆင်းရဲဒုက္ခလာပါဦးအကြောင်းကောင်းရင်အကြောင်းမှန်ရင်အနေမှန်ရင်အဲ့ဒါကယောဂသစ္စာမြောက်ပြုနိုင်ပြီဆိုဒီဒုက္ခကသိ
င်ကင်းရအောင်မရောက်နိုင်ဘူးရောက်နိုင်လို့ဆိုတာအလိုလိုရောက်လာတာဆရာကောင်းတပည့်တွေဖြစ်မှရောက်လာအားလုံးဆရာကောင်းတပည့်ရဖြစ်တဲ့သာသနာတော်အကျိုးမိမိတို့ရဲ့မိဘဆရာသားများရဲ့ဘုံကျေးဇူးတွေကိုပူဇော်ကျေးဇူးဆက်နိုင်သောပုဂ္ဂိုလ်များဖြစ်ကြပါလေလို့ဆန္ဒပြုရင်းနဲ့နာသုံးစုဒုသုံးကျက်ထေရနာမိဂုံချုပ်ကြစို့တကယ်လို့အဲ့ဒီကုသိုလ်ကောင်းမှုတွေကိုငါတို့ကအမြလို့ဝေလိုက်ကိုယ့်အတွက်ဘာကျေးဇူးမှမရှိတော့ဘူးကိုယ့်အတွက်ဘာမှမရတော့ဘူးဆိုရင်တော့ဝေမလားမဝေဘူးဝေပါဘူးအဒီတော့ဟာလားကိုယ့်အတွက်ဘာမှမကြတော့ဆိုရင်ဝေ
ဒီတကယ်တော့ကံဆိုတာအကျိုးမပေးတဲ့ကောင်းနေပဲအကျိုးမပေးမှနေရအောင်ရပါဘူးအဲ့တော့အားလုံးမှာမြန်မာလူမျိုးဟာအဲ့ဒီတတိမျိုးအဲ့ဒီစိတ်ဓာတ်မျိုးရှိမှမြန်မာဗုဒ္ဓဘာသာခေါ်ပါတယ်ကိုယ်ကျိုးစီးပွားဘယ်တော့ပြည့်စည်ပါလဲအများကျိုးရှိမယ်ဆိုရင်လုံရဲတဲ့တတိရှိရပါဗျာကဲအဲ့ဒီတတိနဲ့တို့ကုသိုလ်တွေဝေရလို့နော်လောကကြီးကုသိုလ်တွမ်းချုံမှာနေနေချင်းကိုရပါဗျာကဲအဲ့ဆိုရအရှင်ဘုရားဒီတော့မာတို့သည်ယနေ့ယခုမလိုင်အတ္တကဓမ္မယုဤနှစ်50ပြည့်ရွှေလူသမီးနှင့်ပြစမအကျိအာစရိယပူဇော်ပွဲ၌သာသနာတော်အားဆောင်းလျှောက်သောအပြင်လူဒန်းကြရသောဒါနကုသိုလ်ဆောက်တည်ရသောသီလကုသိုလ်ပွားများရသောဘာဝနာကုသိုလ်ကောင်းမှုအစုစုသည်ခန္ဓာဝတ်မှာကျွလွတ်လို၍ပြုလုပ်ကြပါကုန်၏အရှင်ဘုရားဒီနေ့ယခုပြုလုပ်အပ်သောကောင်းမှုအစုစုတို့၏အဖို့ဘာကကိုအထူးအားဖြင့်မိခင်ပါခင်ယေရှုရှင်တို့အား၎င်းဆရာသခင်ယေရှုရှင်တို့အား၎င်းဒီဓမ္မယုံတို့တွားရောက်လာသောတရားနာပရိသတ်ပေါင်းတို့အား၎င်းဒီကြောင့်ဝင်အတွင်းဒီဓမ္မယုံတွင်ဆောင်းလျှောက်ကုန်သောနတ်မြတ်နတ်ကောင်းနတ်ပေါင်းတို့အား၎င်းဒီတော်တို့ဤခေါင်းမှုအဖို့ကိုညွန်လင့်တောင်းတဆောင်းစားရရှိသောဘဝဆက်ဆက်တော်ဆက်ခဲ့ကြသောဘိုးဟောင်းဘွားဟောင်းမိဟောင်းဖဟောင်းဆွေမျိုးမိတ်ဆွေတို့နှင့်ဘိုးဆောင်နှင့်အိမ်ဆောင်နှင့်ရက်ွယ်ဆောင်နှင့်မြို့နယ်ဆောင်နှင့်တော်ဆောင်နှင့်တောင်ဆောင်နှင့်မြစ်ဆောင်နှင့်ရုပ်ကစိုးဘုံမစိုးဘာသာစိုးသမာဓိဝနတ်မြတ်နတ်ကောင်းနတ်ပေါင်းတို့အား၎င်းသာသနာတော်အားဆောင်းလျှောက်ကုန်သောသံဃာတော်အရှင်မြတ်များနှင့်တကွလူနာများစွာသတ္တဝါတို့အား၎င်းနတ်တို့သနှင့်တရားမင်းအား၎င်းနေရတို့သနှင့်ဓမ္မမင်းအား၎င်းဘုရားတော်ကသင်္လီကျက်စားဒီလွာကြကုန်သောဝိနည်းယဒုက္ခိတဒုက္ခိတသတ္တဝါပေါင်းတို့အားကုသိုလ်အမြတ်ဘေးဝင်ငါပါကုန်၏ဘုဒ္ဓသတ္တဝါပေါင်းတို့သည်ဘုရားတပည့်တော်တို့နှင့်ကောင်းမှုအဖို့ကိုသတ္တုထမ်းများအမြတ်ရကြ၍ဘုစိတ်တော်ပြဉာဏ်မှာဉာဏ်သာစွာနှင့်သစ္စာဉာဏ်လင်းပွင့်လင်းပါလေသတည်းကုသိုလ်
ဒေသနာယကုသိုလ်ကောင်းမှုအစုစုနှင့်တကွဒါနသီလဘာဝနာကောင်းမှုအပြားပြားတို့အားယနေ့ကြွလာယောဂီသူတော်စင်အပေါင်းတို့နှင့်တကွ30ဘုံချင်းနဲ့ကြကုန်သောဒုက္ခိတဒုက္ခိတတတ္တဝါပေါင်းတို့အားကုသိုလ်အမြတ်ပေးဝေငါပါကုန်၏အာလောသောတတ္တဝါပေါင်းတို့သည်ကုသိုလ်အဖို့ကိုအမြတ်ရကြသည်ဖြစ်၍မသူတော်တရားမေးမသူတော်အမြတ်မေးမှအမြန်ဆုံးကင်းဝေးလွတ်မြောက်နိုင်ကြပါစေကုန်သတည်း